吧。Okay. So ကျွန်တော်တို့ရွှေတောင်တာကတူဟာဆိုလို့ရှိရင်တော့ကျွန်တော်တို့အဓိကလောက်ဆောင်နေရဆိုလို့ရှိရင်ဒီ sustainability လို့ခေါ်တဲ့ရေရှည်တည်တဲ့ခိုင်မြဲရေးနဲ့ပြီးလို့ရှိရင်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဒီကျွန်တော်သိပညာပေးတဲ့အကြောင်းအရာတွေကျွန်တော်အဓိကလောက်ဆောင်နေပေါ့နော်ဆိုတော့အဲ့လိုအဓိကလောက်ဆောင်တဲ့နေရာမှာကျွန်တော်နှစ်ပိုင်းလုပ်နေပါတယ်ပထမတစ်ပိုင်းကတော့ advocacy ပိုင်းပေါ့နော် advocacy ပိုင်းမှာဆိုလို့ရှိရင်ကတော့ကျွန်တော်တို့က environmental social corporate နဲ့ပတ်သက်ပြီးမှကျွန်တော်တို့ဒီ consultancy advocacy ပိုင်းတွေကျွန်တော်တို့လုပ်ပေးနေပါတော့နောက်တစ်ခုကတော့education for sustainable development လို့ခေါ်တဲ့84SD Achieve4SD ပေါ့နော် Achieve4SD မှာဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အဓိကရွေးချက်ကလက်ရှိမြန်မာနိုင်ငံမှာရှိတဲ့လူငယ်တွေအတိုင်းဝိုင်းကြားထဲမှာဒီ sustainable development နဲ့ပတ်သက်တဲ့အသိပညာအတတ်ပညာတွေရှိဖို့ပေါ့နော်အထူးသဖြင့်အဓိကအဖြစ်ပြောမှာ sustainability literacy ရှိဖို့ပေါ့နော် sustainability literacy ဆိုတာဘာပြောရလဲဆိုတော့ကျွန်တော်တို့ကဒီ sustainability လို့ခေါ်တဲ့ဒီရှေ့တန်းခံမြဲရေးနဲ့ဟန်ချက်ညီရဲ့ဖွံ့ဖြိုးတိုးတက်မှုပေါ့နော်ဆိုတော့ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကအသိပညာတွေဗဟုသုတတွေတက်မြောက်မှုတွေကျွမ်းကျင်မှုတွေဒါတွေအကုန်လုံးရှိနေမှာကျွန်တော်တို့က sustainability literacy ရှိရလို့ခေါ်ရပေါ့နော်ပြည်ဒါနဲ့ပတ်သက်တဲ့ mindset လည်းကျွန်တော်ရှိ sustainability နဲ့ပတ်သက်တဲ့ mindset လည်းရှိထားမှာပေါ့ဆိုတော့ဒါရှိလောက်ကျွန်တော်တို့လှုပ်ဆောင်နေရဖြစ်ပါတယ်ဆိုတော့အဲ့လိုလှုပ်ဆောင်ပေးတဲ့နေရာမှာကျွန်တော်တို့အထူးကတော့အဖြစ်တော့ကျွန်တော်တို့ဒီ UN ကချမှတ်ထားတဲ့ sustainable development goal လို့ခေါ်တဲ့ SDG goal 3ခုပေါ့နော်ဆိုတော့အဲ့ဒီ SDG target SDG goal 18ခုတည်းမှာကျွန်တော်တို့က target 3ခုကိုကျွန်တော်အဓိကချိန်ပြီးလှုပ်ဆောင်တာဖြစ်ပါတယ်ပထမ target ကတော့ target 4.7 ပေါ့နော် target 4.7 ဆိုလို့ရှိရင်သူကတော့ quality education ပေါ့ဒီ sustainability နဲ့ပတ်သက်ပြီးတော့မှဒီ sustainable lifestyle တွေပြီးရင်sustainable development တွေကျွန်တော်ရှိလာဖို့အတွက် educate လုပ်ပေးတဲ့နေရာမှာကျွန်တော်တို့ဆောင်ရွက်ပါတယ်နောက်တစ်ခုကတော့ target 12.8 ပေါ့နော် target 12.8မှာဆိုလို့ရှိရင်တော့သူဒီ responsible consumption and production လို့ခေါ်ပါတော့ကျွန်တော်ဒီသဘာဝပတ်ဝန်းကျင်နဲ့လက်လုံးညီထွေတဲ့နေထိုင်မှု lifestyle တွေ sustainable awareness တွေရှိအောင်လို့ကျွန်တော်တို့ဆောင်ရွက်တာဖြစ်တယ်နောက်ထပ် target တစ်ခုကတော့ target 13.3 ပေါ့နော် target 13.3မှာဆိုလို့ရှိရင်ကတော့ကျွန်တော်တို့ဒီဘာလို့ပြောမလဲclimate change climate action ပေါ့နော် climate action နဲ့ပြီးရင်ဒီ environmental education နဲ့ပတ်သက်ပြီးတော့မှဒီ sustainability awareness တွေရှိနေအောင်လို့ကျွန်တော်ဆောင်ရွက်တဲ့အပိုင်းပေါ့နော်ဆိုတော့ကျွန်တော်ဒီ target တွေအဓိကထားပြီးတော့ကျွန်တော်ဆောင်ရွက်နေရဖြစ်ပါတယ်ဆိုတော့အဲ့လိုဒီ Achieve4SD project မှာဆိုလို့ရှိရင်ကျွန်တော်တို့ကအဓိကအဖြစ်ကျွန်တော်တို့ဒီ digital platform တွေကိုအသုံးပြုပြီးတော့မှ sustainability literacy နဲ့ပတ်သက်တဲ့ကျွန်တော်တို့ advocacy လုပ်ပေးနေရရှိတယ်အဲ့လိုလုပ်တဲ့အခါမှာကျွန်တော်တို့ကဒီ ဥရောပသမဂ္ဂရဲ့ Zenodo လို platform တွေပြင်ဒီအားလုံးသိထားပြီးသားဖြစ်တဲ့ Facebook YouTube Instagram စသဖြင့်ဒီ channel တွေကနေကျွန်တော်တို့ကဒီလူထုကြားထဲမှာ sustainability နဲ့ပတ်သက်တဲ့ knowledge တွေကျွန်တော်ရအောင်ဆောင်ရွက်ပေးနေရရှိတယ်ဒီပြင် newsletter တွေဆိုလို့ရှိရင်ကျွန်တော်တို့အပတ်စဉ်ကျွန်တော်တို့website တွေမှာကျွန်တော်တင်ပေးထားတာလေးရှိရပါတော့ဆိုတော့ဒါတွေအကုန်လုံးကိုလည်းမိတ်ဆွေတို့ကျွန်တော်တို့ရွှေတောင်တာကူတဲ့ website တွေမှာဝင်ပြီးလေ့လာလို့ရပါတယ်လေ့လာဖို့လည်းဖိတ်ခေါ်ချင်ပါတယ်ခင်ဗျဟုတ်ကဲ့ဆိုတော့ဒါကတော့ကျွန်တော်တို့ရွှေတောင်တာကူရဲ့လှုပ်ဆောင်နေတဲ့အပိုင်းလေးတွေကိုအကြမ်းမြင့်မိတ်ဆက်ပေးတာပါဆိုတော့မိတ်ဆက်ပေးသွားပြီးတဲ့အခါမှာကျွန်တော်တို့ရဲ့ဒီနေ့စကားဝိုင်းလေးမစခင်ကျွန်တော်တို့ရဲ့ဒီ speaker ဆရာမတွေနဲ့ကျွန်တော်တို့မိတ်ဆက်ပေးကြပါတယ်ဆိုတော့ပထမဆုံး speaker ကတော့ဆရာမရွှေမှာပေါ့နော်ဟုတ်ဆရာမမင်္ဂလာပါဆရာမအတန်ကြားရလားမသိဘူးเนาะဆရာမမင်္ဂလာပါရှင်မကြားရပါတယ်ရှင်ကျေးဇူးပါဟုတ်ကဲ့ဟုတ်ကဲ့ပါဆိုတော့ဆရာမအကြောင်းလေးကျွန်တော်အရင်ဆုံးမိတ်ဆက်ပေးချင်ပါတယ်ဟုတ်ဆရာမရွှေမှာကတော့ဒီ sustainability consultant trainer အနေနဲ့ကျွန်တော်10စုနှစ်တစ်ခုစာပေါ့နော်အတွေ့အကြုံတွေရှိထားတဲ့သူပါဖြစ်ပါတယ်ဆရာမကဒီ sustainability နဲ့ပတ်သက်ပြီးတော့ဒီကျွန်တော်လူကြားထဲမှာ awareness တွေရှိဖို့အတွက်အများကြီးဆောင်ရွက်ခဲ့တယ်သင်တန်းတွေလည်းပေးခဲ့တယ် workshop တွေလည်းဖွင့်ခဲ့တာလည်းရှိရပေါ့နော်ပြီးရင်ဆရာမကဒီ YCLA PFA ရဲ့ alumni တူဖြစ်ပြီးတော့နောက်တစ်ခုကကျတော့SSFC လို့ခေါ်တယ်ကျွန်တော်တို့ simple solution for change ပေါ့နော်ဒီ SM မှာဆိုလို့ရှိရင်ဆရာမ founder အနေနဲ့ဆောင်ရွက်ခဲ့ပါတယ် founder ပေါ့နော်အဲ့ဒါ founder လည်းဖြစ်ပါတယ်ဆိုတော့အဲ့ဒီ SSFC ခုကနေဆိုလို့ရှိရင်ဆရာမကကျွန်တော်ရဲ့ဒီနေ့စဉ်ဘဝတွေမှာ sustainability နဲ့ပတ်သက်ပြီးတော့မှပြင်ပြောင်းလဲနေထိုင်ဖို့အတွက်ဘယ်လိုနေထိုင်ရမလဲ challenge တွေကဘာတွေရှိလဲပြီးလို့ရှိရင်အဲ့လို challenge တွေကိုကျော်လွှားဖို့အတွက်လွယ်ကူရိုးရှင်းတဲ့နည်းလမ်းတွေကိုကျွန်တော်တို့လူထဲမှာတကယ်အသုံးဝင်တဲ့နည်းလမ်းတွေဆရာမမျှဝေပေးနေမှာဖြစ်ပါတယ်ပြင်ဆရာမကဒီ USMSC ရဲ့ထောက်ခံချက်ရရှိထားတဲ့ project တွေမှာလည်းဦးဆောင်ပြီးဆောင်ရွက်ခဲ့ရလည်းဖြစ်ပါတယ်ပေါ့နော်ဟုတ်ကဲ့ဆိုတော့ဟုတ်ကဲ့နောက်ထပ် speaker တယောက်နဲ့ထပ်ပြီးမိတ်ဆက်ပေးချင်ပါတယ်ကျွန်တော်နောက်ထပ် speaker ကတော့ကျွန်တော်တို့ဆရာမနေကြီးပေါ့နော်ဆရာမမင်္ဂလာပါဆရာမဟုတ်ဆရာမနေကြီးကတော့ကျွန်တော်တို့ဒီ gender equality နဲ့လူမှုတန်းတူရေးနဲ့လှုပ်ရှားနေတဲ့သူတို့ဖြစ်ပါပေါ့နော်ဆရာမလက်ရှိမှာဆိုလို့ရှိရင် gender ဆိုင်ရာနဲ့ပတ်သက်တဲ့ challenge တွေအတွက် advocate လုပ်နေလူလည်းဖြစ်တယ်ပြီးလို့ရှိရင်ဆရာမဒီ academic နဲ့ non profit background တွေ့ကြုံရှိထားပြီးတော့မှလက်ရှိမှာဆိုလို့ရှိရင် Western Washington University ရဲ့ social and government study မှာ YCLA ရဲ့ academic fellow တူလည်းဖြစ်တယ်ပေါ့နော်ပြီးလို့ရှိရင်ဆရာမလက်ရှိမှာဆိုရင် Melbourne University ရဲ့ master in development study ကိုတက်ရောက်ဖို့အတွက်လည်း enroll လုပ်ထားလို့ဖြစ်ပြီးတော့ဆရာမဒီ YCLA Women Leadership Academy ရဲ့ဒီ community lead အနေနဲ့လည်းတာဝန်ယူထားပြီးတော့မှကျွန်တော်ဒီ ASEAN data အတွင်းမှာရှိတဲ့လူငယ်တွေအတွက်ထိရောက်တဲ့ program တွေမှာလည်းဦးဆောင်ပြီးဆရာမပါဝင်နေရမှာဖြစ်ပါတယ်ဟုတ်ပြီးရင် now speaker တယောက်ကတော့ဆရာမဖြူဟန်ပေါ့နော်ဆရာမဖြူဟန်ကလောလောဆယ်နည်းနည်းလေးနောက်ကျနေတယ်ထင်တယ်ရောက်ပြီလားမသိဆရာမ
ဆိုတော့ကျွန်တော်အရင်ဆုံးကြိုးတော့မိတ်ဆက်ထားလိုက်မှာပေါ့နော်ဆရာမဖြူကခဏနေတော့ဝင်လာမှထင်ပါတယ်ဟုတ်ဆရာမဖြူကတော့ကျွန်တော်ဒီ interim education အတွက်လူငယ်တွေအတွက်လူငယ်တွေတိုးတက်ရေး project တွေပြီး human right နဲ့ gender ကိစ္စတွေအတွက်ဒီမြန်မာ non profit အဖွဲ့အစည်းတွေမှာဆရာမက researcher trainer အနေနဲ့လှုပ်ဆောင်နေလူဖြစ်တယ်ပေါ့နော်ဆရာမကဒီကျွန်တော်တို့ဒီ international human right based organization တွေမှာ background အနေလာတာဖြစ်ပြီးတော့မှလက်ရှိမှာဆိုလို့ရှိရင်master in gender and community development အတွက်လေ့လာနေလူလည်းဖြစ်တယ်ပေါ့နော်ပြီးရင်လက်ရှိမှာ Gender and Anti-Right Movement by Bridging Burmese, Norwegian and African Community Based and Based Organization ဆိုတဲ့အဲ့ဒီ topic နဲ့ဆရာမကဒီ South Africa University of Pretoria Center မှာ Center for Study Sexual Study and AIDS and Gender မှာဆရာမ research လုပ်နေလူလည်းဖြစ်တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကတော့ဆရာမဒီ LGBT community အတွက်လည်းတက်ကြွလှုပ်ရှားပေးနေတဲ့ဆရာမလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်တို့ရဲ့စကားဝိုင်းလေးရတာ speaker နဲ့အရင်ဆုံးမိတ်ဆက်ပေးလိုက်တာပါဟုတ်ဆိုတော့ကျွန်တော်တို့ဒီနေ့ပြောမဲ့စကားဝိုင်းကတော့အားလုံးလည်းသိထားပြီးတဲ့အတိုင်းပေါ့နော်လက်ရှိကျွန်တော်တို့ရဲ့မြန်မာနိုင်ငံမှာရှိနေတဲ့ဒီအမျိုးသမီးတွေမှာဆိုလို့ရှိရင်လစဉ်ဒီဓမ္မဒါလာနဲ့ပတ်သက်ပြီးတော့မှသုံးတဲ့လစဉ်သုံးထုတ်ကုန်ပေါ့နော်ဆိုတော့အားနဲ့ပတ်သက်ပြီးလက်မိမှုဘယ်လောက်ထိရှိနေလဲဒီလူထုထဲမှာအခက်အခဲတွေကဘာတွေရှိနေလဲနောက်တစ်ခုကကြတော့ဒီ attention နဲ့အသုံးဆောင်ပစ္စည်းရနိုင်ဖို့အတွက်ဘယ်လောက်ထိလက်မိမှုရှိနေတယ်လဲတစ်ချိန်တည်းမှာပဲကျွန်တော်တို့ရဲ့discussion point လေးကနည်းနည်းလေးစမ်းတာကြတော့ကျွန်တော်တို့ဒီအဲ့ဒါကသဘောပေါက်ဝင်ခြင်းနဲ့ဘယ်လိုမျိုးချိတ်ဆက်မှုရှိနေလဲဘယ်လောက်အကျိုးရှိနေလားကောင်းကျိုးတွေရပါရှိလဲဆိုးကျိုးရပါရှိနေဆိုတော့ကျွန်တော်တို့ရဲ့ speaker ဆရာမတွေကချိတ်ဆက်ဆွေးနွေးတော့မှာပဲဖြစ်ပါတယ်ဆိုတော့အားလုံးဆရာမတို့ ready ဖြစ်တယ်ဆိုရင်ကျွန်တော်စကားဝိုင်းလေးစလိုက်တော့မယ်နော်အဲ့ဆိုဟုတ်ဆရာမတို့ဟုတ်ကဲ့ပါကျွန်တော် screen လေးရက်လိုက်မယ်နော် share ဟုတ်ကဲ့ပါဟုတ်အားလုံးပဲမင်္ဂလာပါဒီနေ့တက်ရောက်လာကြတဲ့ဆရာမမရှိပါရောပြီးတော့ဒီတက်ရောက်လာကြတဲ့အတန်ဒီဆွေအားလုံးကိုလည်းမင်္ဂလာညနေခင်းပါလို့နှုတ်ခွန်းဆက်ပါတယ်ပေါ့နော်ဟုတ်ကဲ့ဒီနေ့ဒီ speaker အနေနဲ့ပါဝင်မဲ့ဆရာမဖြူဟန်ကတော့အနေငယ်လေးနောက်ကျနေတယ်ပေါ့နော်အဲဒါဆိုတော့ဆရာမကိုစောင့်နေတယ်ကျမတို့စောင့်နေထားမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒီနေ့ခေါင်းစဉ်ကတော့ဒီ period poverty ကမြန်မာနိုင်ငံမှာအခုလက်ရှိကတော်တော်လေးကိုအမျိုးသမီးတွေကြုံတွေ့နေရတဲ့အခက်အခဲတစ်ခုလို့လည်းပြောလို့ရတယ်ပေါ့နော်အဓိကကဒီနိုင်ငံရေးနဲ့စီးပွားရေးဒီတင်းမာမှုတွေဖြစ်လာတဲ့နောက်မှာမြန်မာနိုင်ငံမှာလည်းအများအပြားအမျိုးသမီးတွေအသုံးပြုတာကဒီလစဉ်တုံခွန်တော့ကိုအသုံးပြုတယ်ဒါပေမဲ့ဒီကွန်တော့ကဒီconflict area တွေနောက်တစ်ခါကျတော့ဒီ rural area ဆိုပေါ့နော်လက်လံမျိုးကိုခတ်တဲ့နေရာတွေမှာဆိုလို့ရှိရင်ဒီလိုမျိုးလစဉ်တော့ပစ္စည်းရရှိဖို့တောင်မှခက်ခဲတာတွေရှိတယ်နောက်တစ်ခါကျတော့ဒီလိုမျိုးဈေးတွေမတရားမြင့်တက်လာတဲ့အပေါ်မှာပေါ့နော်ဈေးတွေမြင့်တက်လာတယ်ပြီးတဲ့အခါကျတော့ဒီငွေကြေးဖောင်းပွားမှုတွေဖြစ်လာတဲ့အခါကျတော့အရင်ကထက်2ဆ3ဆတွေပေးပြီးတော့ဝယ်ရတာမျိုးတွေတောင်မှဖြစ်လာတယ်ဒီတော့ဒီဒါကို period poverty လို့အကြံပြင်းအတိတ်ပဲဖွင့်ဆိုလို့ရတယ်ပေါ့နော်ကျမတို့ဒီနေ့ခေါင်းစဉ်ကတော့ဒီ period poverty အကြောင်းကိုပြောမယ်ပြီးတဲ့အခါကျတော့ဒီလစဉ်တုံးခွန်တုပ်တွေကမြန်မာနိုင်ငံမှာဒီဒီသူ့ရဲ့ထောက်ပို့မှုကနေစပြီးတော့ဒီအသုံးပြုပြီးတဲ့အခါမှာဆုံးဖြတ်လိုက်တဲ့အချိန်ထိကိုဘယ်လောက်ထိတောင်မှဒီ environmental impact တွေရှိလဲပေါ့နော်ဒီအကြောင်းအရာကိုစင်မမရှိပါနဲ့အတူတူဆွေးနွေးသွားမှာပဲဖြစ်ပါတယ်အဲဆိုတော့အခုလက်ရှိမှာပေါ့နော်မြန်မာနိုင်ငံမှာကျတော့ဒီ menstrual hygiene products လို့ပြောလို့ရှိရင်အများအပြားကျတော့ဂုဏ်တုပ်လို့မှတ်ယူလို့ရတယ်ပြီးတဲ့ခါကျတော့အဓိကဖြစ်နေတဲ့ပြဿနာအခက်ခဲကကျတော့ဒီ wash လို့ပြောလို့ရတယ်ပေါ့နော်wash ကကျတော့ရေပြက်လက်မှုပြဿနာရှိမယ်ပြီးတဲ့ခါကျတော့ affordability သုံးရတာဘယ်လောက်ထိတဖြစ်လဲဆိုတဲ့အပေါ်မှာရပြီးတဲ့ခါကျတော့ဘယ်လောက်ထိလက်လံမိနိုင်လဲပေါ့နော်အဲ့ဒီပုံမှာရှိမယ်ပြီးတဲ့ခါကျတော့ as ကကျတော့ sanitary ပေါ့နော်တန့်ရှင်းမှုကလည်းဒီအမျိုးသမီးတွေရဲ့ကျန်းမာရေးတကူရေးကျန်းမာရေးနဲ့ပတ်သက်ပြီးတော့အများကြီးအရေးပါတယ်လို့ပြောလို့ရတယ်ဘာလို့ဆိုလို့ရှိရင်ဒီလက်စင်တော်ပစ္စည်းတွေကိုအသုံးပြုတဲ့အခါမှာမတန့်ရှင်းတဲ့ဒီယောဂပိုးတွေကဒီမိမကိုယ်တွေကိုဝင်လာနိုင်တယ်ပေါ့နော်ဒီကနေတစ်ဆင့်ကြုံတွေ့လာရတဲ့ကျမကြီးပြဿနာတွေပြီးတဲ့ခါကျတော့ဒီအယူဆအလွဲတွေကြောင့်ဒီရည်လာတာကိုရှမ်းရုံလည်းမပြောရဲကြဘူးဒီလိုမျိုးချိန်နေတယ်မှာဆိုကျမကြီးအခြေအနေတွေကပို့ပြီးတော့ဆိုးဝါးလာတဲ့ပြဿနာတွေဖြစ်လာနိုင်တယ်ပေါ့နော်ဒါကကျတော့မြန်မာမှာဆိုလို့ရှိရင်အခုလက်ရှိကြုံတွေ့ရတဲ့အခက်အခဲလို့ပြောလို့ရတယ်ပြီးတဲ့ခါကျတော့ဒီ public health sector မှာလုပ်နေကြတဲ့ဒီဆရာမတွေပေါ့နော်ဒီ organization တွေကလည်းဒီပြဿနာကိုနေတဲ့ data မှာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ဒီလက်လံမိရာနေပြီးတော့သူတို့အသိပညာပေးတာတွေနောက်ခါကျတော့
ဘယ်လိုမျိုးဖြည့်ရှင်းမလဲပေါ့နော် solution တွေရှာပြီးတော့လောက်ဆောင်နေကြတာရှိတယ်ပြီးတော့ဒါကmaster products လို့ပြောလို့ရှိရင်အဓိကအဖြစ်ခွန်းတော့ပေါ့နော်ခွန်းတော့ကိုအသုံးများကြတဲ့အပေါ်မှာဒီလိုမျိုးပြဿနာတွေရှိတာကိုပြောပြတာပဲဖြစ်ပါတယ်အဲ့ဆိုတော့ဒီခွန်းတော့အပြင်ကိုပေါ့နော်ဒီလိုမျိုး recycle လုပ်ပြီးတော့ပြန်လည်အသုံးပြုလို့ရတဲ့ option တွေကအခုဒီနောက်ပိုင်းမှာဆိုလို့ရှိရင်အများကြီးပေါ်လာတယ်အရင်လည်းမြန်မာပြည်မှာဆိုခေတ်စားလာပြီပေါ့နော်ဒါပေမဲ့အသုံးပြုတဲ့သုံးဖို့သုံးနည်းတွေနောက်ခါကျတော့ဘယ်လိုမျိုးအသုံးပြုရမလဲဘယ်လိုမျိုးသူတို့တန့်ရှင်းမှုပိုင်းလောက်ရမလဲဆိုတော့ဒီ knowledge ပိုင်းမှာအားနည်းတာလေးတွေရှိတယ်ပေါ့နော်ဒီတော့ခုနကကျတော့ပုံမှန်အဖြစ်ဆို recycle ပြန်လုပ်လို့မရဘူးပေါ့နော်အဲ့ဆိုတော့ဂုံတော့ကနေဆီမရှိမအောင်မွေးချင်တာကျတော့ဒီဂုံတော့ကကျတော့သူ့ရဲ့ထောက်ပို့မှုကနေပြီးတော့ဒီစွန့်ပစ်တဲ့အချိန်ထိကတဘာပတ်ဝန်းကျင်ပေါ်မှာတက်ရောက်မှုတွေကရှိတယ်ပေါ့နော်ဒီတော့အဲ့ဒီ master pass တွေကဒီ plastic waste ဘယ်လောက်ထိထွက်စီလဲပေါ့နော်ဆီမအနေနဲ့ဘယ်လိုမျိုးတုတ်တက်မိလဲပြီးတော့သူရဲ့တက်ရောက်မှုတွေကဘယ်လောက်ထိများလဲဆိုတာကိုအဓိကဆွေးနွေးပေးစီချင်ပါတယ်ဟုတ်โอเคပါကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါရှင်ကျွန်မနာမည်ကတော့ရွှေမာပါပေါ့နော်ရွှေမာကတကယ်တမ်းရွှေမာဒီ2024အစပိုင်းတော့တွန်းတာပေါ့နော်ရွှေမာတို့sustainable waste disposal in Yangon ဆိုတဲ့ project လေးလုပ်ဖြစ်တယ်ပေါ့နော်အဲ့တုန်းက report လည်းထုတ်ဖြစ်တယ်report လည်းထုတ်ဖြစ်တဲ့အချိန်မှာရွှေမာတို့တက်မြန်မာနဲ့ပေါင်းပြီးတော့ရွှေမာတို့ campaign လေးတစ်ခုလည်းလုပ်ဖြစ်တယ်ပေါ့နော်ခွဲအလျှော်လဲ3ပါခွဲလဲပစ်ပါပေါ့နော်ဆိုပြီးတော့ campaign လုပ်ဖြစ်တယ်ဒါပေမဲ့ရွှေမာကဒီဆရာတင်ဆိုင်အောင်ကဒီ topic လေးနဲ့ပတ်သက်ပြီးတော့ speaker လုပ်ဖို့ဖိတ်တော့မှသတိထားမိတာပေါ့နော်ကိုက waste disposal အဲ့လိုခွဲလဲပစ်တယ်တဲ့မှာရွှေမာအမျိုးသမီးတယောက်လည်းဖြစ်တယ်ပြီးတော့ဒီ Purple Feminist ကတကယ်ချင်းတရားအတွက်ဆိုရင်လည်းသူနဲ့တူတူလိုက်ပြီးတော့ဒီရာသီသွေးနဲ့ပတ်သက်ပြီးတော့အသိပညာပေးဥစ္စာတွေဆိုလိုက်ပြီးတော့ပါဝင်ပေးတာတွေရှိတယ်သူနဲ့အများကြီး discussion တွေဝင်တာရှိတယ်ကိုယ့်ရဲ့ community မှာပေါ့နော်ကျွန်တော်တို့ Hindu community မှာဆိုရင်လည်းဒါနဲ့ပတ်သက်ပြီးတော့ knowledge sharing တွေလုပ်တာတွေအများကြီးရှိရပေါ့နော်ဒါပေမဲ့ကို waste disposal ခွဲခြားစွန့်ပစ်ဖို့ပြောတဲ့အချိန်မှာတော့ဒီပတ်ပေါ့နော်ဂွန်းတုပ်ကိုခွဲခြားစွန့်ပစ်ဖို့ဒီmenstrual product ကိုခွဲခြားစွန့်ပစ်ဖို့ကိုရွှေမှာထည့်ဖို့မိသွားတယ်ပေါ့ဒီဟာကြတော့မှသတိရတာဒီ topic ပြောရမယ်ဆိုတဲ့အချိန်မှာကိုဘာတွေသိလဲဆိုပြီးတော့လေ့လာတဲ့အချိန်မှာသတိရတာအော်ကိုရဲ့ report ထဲမှာဒါမပါသွားပါလားပေါ့နော်ဆိုတော့ဒီပထမညီမလေးနေကြည်ပြောသလိုပဲပေါ့နော်menstrual product ကအမတို့အရင်အရင်တော့ဆိုရင်ဒါ1988အရင်ပိုင်းပေါ့ဒီ2000အရင်ပိုင်းပေါ့လို့ပြောရမှာပေါ့2000ပေါ့2000အရင်ပိုင်းဆိုရင်ကိုအမေအဖွားတွေဘာတွေဆိုတာကအဝဲပဲတုံးကြတာလေအဝဲစားပဲတုံးကြမတက်နိုင်တဲ့သူတွေပေါ့နော်အရင်တက်နိုင်တဲ့လူတွေကတော့ဒီ1998လောက်နောက်ပိုင်းမှာပေါ်လာပြီလीနော်ဒီဂွန်းတုတ်ကလေးတွေပေါ်လာပြီးအဲ့ချိန်မှာစပြီးတော့သုံးနေကြပြီပေါ့နော်ပထမညီမလေးပြောသူပဲမတက်နိုင်တဲ့လူတွေကတော့သုံးလို့မရဘူးပေါ့အခုမေးခွန်းကိုဖြေရမယ်ဆိုရင်တော့ဆက်စချင်းပေါ်လာတော့ဒါလူတိုင်းအတွက်အရန်ကောင်းတယ်ပေါ့နော်မျိုးသမီးတွေအတွက်ပေါ့နော်မျိုးသမီးတွေအတွက်အရန်အထောက်အကူပြုတဲ့ပစ္စည်းတစ်ခုဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီကျမတို့အဝတ်ကိုသုံးတဲ့အချိန်မှာဒါမတန်ရှင်းတာတွေရှိရဲတေချာနေပူမလန်းနိုင်ဘူးတေချာ hygiene မဖြစ်ဘူး sanitary မဖြစ်ဘူးဆိုဒါကဒီဟာကြောင့်အသက်ဆုံးရှုံးရတဲ့အမျိုးသမီးတွေလည်းအများကြီးရှိတယ်ယောဂရရတဲ့အမျိုးသမီးတွေလည်းရှိရဲပေါ့နော်စပြီးတော့ဒီဂွန်ထုတ်ပေါ်လာတဲ့အချိန်မှာကြတော့ဒါအကုန်လုံးအတွက်တော်တော်လေးအသုံးဝင်တော့ကိုမိဘတွေဆိုကိုကလေးကိုအရွယ်ရောက်တဲ့အချိန်မှာဆိုရင်တော့ဝယ်ပေးကြရပေါ့နော်ကိုတို့လည်းအရင်အသုံးဝင်ခဲ့တယ်လीနော်plastic စချင်းပေါ်တော့တလို့ပဲပေါ့plastic ကတစ်ချိန်လုံးလုံးဝဒါ invention ဒီကမ္ဘာအတွက်ကောင်းတဲ့ invention ဖြစ်ခဲ့တယ်ဒါပေမဲ့အခုချိန်မှာတော့ကမ္ဘာအတွက်အရွယ်ဆိုးရွားတဲ့ invention ဖြစ်နေရပေါ့နော်ဘလို့ plastic ကိုပြန်မသုံးရဘူးလဲဆိုတာပြန် educate ပြန်လုပ်နေရတဲ့ဘဝကိုရောက်နေတယ်လို့ပါပဲပေါ့နော်ကျမတို့ပတ်ဆချင်းဒီကွန်းတုတ်စချင်းပေါ်တော့လည်းဒါမျိုးသမီးတွေအတွက်တော်တော်ကိုတက်တောင့်တတာရှိရဲចောင်းသွားလို့ရတယ်လှုပ်သွားလို့ရတယ်နေပြိုင်ပွဲသွားလို့ရတယ်အပြေးပြိုင်ဝင်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်ခဲ့ရပေါ့ဒါပေမဲ့လည်းအခုဒီဂွန်းထုတ်ကတော်တော်များများက90%
ပေါ့နော်ဒါကြာခံဖို့အတွက်ကို plastic ကပါတယ်ဒီ plastic ကဒီ menstrual product ကို disposal လုပ်ဖို့ဒီ disposal technique လည်းမရှိသေးပါဘူး။နည်းပညာလည်းလုံးဝမရှိသေးဘူးပေါ့နော်။ဘယ်သူမှလည်းမတီထွင်ကြသေးဘူးပေါ့နော်ဒီdisposal လုပ်မဲ့ဥစ္စာလည်းမရှိဘူးနောက်တစ်ခုကကျတော့ကျမတို့မြန်မာနိုင်ငံမှာဆိုရင်အမိုက်ခွဲပစ်တာအားနေတယ်ကျမတို့ကကျတော့ဟိုအင်္ဂလိပ်ပေါ့နော်ဒါculture အရကျမတို့နိုင်ငံရဲ့ culture အရလည်း menstrual product ကကျမတို့ကတက်တက်ပဲပြစ်လို့ရှိရလေတက်တက်ပဲအိမ်နဲ့ထုတ်တယ်အိမ်ရဲ့အမိုက်ထဲမှာမရောရဘူးအစားစားဒီအိမ်ရဲ့အမိုက်ထဲမှာဆိုဆက်စပါတဲ့အတွက်ကြောင့်ဒါ menstrual product ကိုမရောရဘူးကျမတို့ကယာတီတူရမတန်ဘူးလေနော်လူကြီးတွေအတွက်ကယာတီတူရမတန်ဘူးဆိုပြီးတော့ဒါကလုံးဝမိဖို့ကြောင်နေဆိုရင်မယူလာရဘူးအဲ့လိုမျိုးဂွန်းတုပ်ဆိုရင်ချက်ချင်းလွတ်ပြရမယ်ဆိုတော့တိတက်မဲ့လွတ်ပြနေကြဖြစ်တဲ့အတွက်ကြောင့်လည်းတိတက်မပြောဖြစ်တာလည်းပါတယ်ပေါ့နော်ဒါပေမဲ့ဒါကဒီကျမတို့အမိုက်စွန့်ပစ်လိုက်ပြီဆိုရင်တော့ဒီအမိုက်စွန့်ပစ်လိုက်တဲ့အချိန်မှာဒါကိုကျမတို့ system မရှိဘူး menstrual product ကိုတတ်ပြစ်မဲ့ system ဆိုတာမရှိတဲ့အတွက်ကြောင့်ဒါကြီးအကုန်လုံးက landfill ကိုပဲရောက်သွားတာ landfill ကိုရောက်သွားရင်ဒီကျမတို့90% ပါဝင်တဲ့ plastic ပါဝင်နိုင်တဲ့ menstrual product ကဘယ်လောက်ကြာမှ dispose ဖြစ်လဲဆိုတော့900နဲ့800ကြာတယ်ပေါ့နော်900နဲ့800ကြာတယ်ဆိုတော့ကျမတို့အမျိုးသမီးကအခုထားပါတော့ lifelong ပေါ့နော်ဒီ menstrual product ကိုဒီ condom ကို plastic ပါဝင်တဲ့ condom ကိုသုံးမယ်ဆိုရင်ကျမresearch လုပ်တော့ပေါ့နော်အခု15000လောက်သုံးဖြစ်မှာပေါ့နော်အခု15000ကို900အတူ800ဆိုရင်ဒါကတော်တော်မနည်းဘူးပေါ့နော်အဲ့ဆိုရင်ကဘာရဲ့50% အမျိုးသမီးလीနော်အမျိုးသမီး50% နဲ့ပို့တယ်เนาะဒီအမျိုးသမီးဆိုတော့ဒီ menstrual product ဒီ dispose ဖြစ်ကိုဘယ်လောက်တောင်ကြာလဲဆိုတာရှိသေးရဲ့အဲ့ထဲမှာကျမတို့ landfill ရောက်ရင်နည်းနည်းမစိုးလို့ပြောရမှာပေါ့เนาะဒါ dispose ဖြစ်သွားရင်မြေစီလွာရောက်မယ်ရေကိုစိမ့်ဝင်မယ်ဒါပေမဲ့ကျမတို့ငငယ်တုန်းကဆိုရင်လှုပ်လေးငယ်တုန်းကပေါ့မိဘတွေဆိုရင်ဘာတွေလှုပ်လေးရှိလဲဆိုတော့မိန်လာကန်ထဲကိုပြချတာတို့ flash လုပ်လိုက်တာတို့အဲ့ဒါကကြတော့အရန်ရာသီဥတုအတွက်ကောကဘာအတွက်ကောအရင်ပို့ဆိုးရွားတယ်ပေါ့နော်ပို့ဆိုးရွားတယ်အဲ့ကနေပြီးတော့ဒီ menstrual product ဒီဂွန်းထုတ်ကြောင့်ဒါဒီရေကြီးမှုပို့တော့ရေတုဒီ ocean ကိုရောက်သွားပြီဆိုရင်ဒီ ocean မှာပို့ပြီးတော့ plastic ကြောင့်ဖြစ်လာနိုင်တဲ့တဘာဝဆိုးကျိုးတွေအဲ့ဒါတွေကအစားဖြစ်လာနိုင်တယ်ပေါ့နော်ဆိုတော့ကျမတို့တငယ်ချင်းတွေနဲ့ discuss လုပ်တော့မှဒါတွေဆွေးနွေးဖြစ်တာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကဒီ plastic ပါတယ်ပေါ့နော် menstrual product ကိုသုံးမယ်ဆိုရင်တော့တဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုအလောက်ထိရှိရပေါ့နော်ဟုတ်ကဲ့ပါရှင်ဟုတ်မရှိမှပြောတော့မှပဲတော်တော်လေးအတုံးဖြစ်ကြရတယ်ပေါ့နော်မြန်မာပြည်တမဟုတ်နောက်တစ်ကမ္ဘာလုံးကဒီခွန်တောကိုအတုံးပြတဲ့နှုံနဲ့ဆိုလို့ရှိရင်တော်တော်လေး waste ထွက်တယ်လို့လည်းပြောလို့ရတယ်ပြီးတော့အများဖြစ်ဆိုလို့ရှိရင်ဒီမှာကျတော့ဒီ pass ကိုတုံးပြီးရင်တုံးပြီးလို့ရှိရင်လွတ်ပြစ်တာကတချို့မှဆိုလို့ရှိရင်ဒီလိုမျိုးမြေမြုပ်လိုက်တာတို့ဘာတို့အဲ့လိုမျိုးတွေလုပ်တည်တယ်လေနော်ဒီမှာကျတော့မဟုတ်မီးရှို့လိုက်တာတွေပြီးတဲ့ခါကျတော့ရရနေရဟုတ်တယ်ပြမြောင်းလေးကိုပြစ်လိုက်တာတို့အဲ့လိုမျိုးဖြစ်တဲ့ခါမှာဒီရေဆိုးရင်မြစ်တွေဖြစ်လာနိုင်တယ်ပြီးတဲ့ခါကျတော့မီးရှို့တဲ့ခါမှာဆိုလို့ရှိရင်လည်းဒီမကောင်းတဲ့အခိုးငွေတွေ air pollution ကိုပို့ပြီးတော့ထိလာနိုင်တယ်ပေါ့နော်ဒါတက်တိလေးဆိုလို့ရှိရင်မတိနိုင်ပေမဲ့ဒီလိုမျိုးအများကြီးစုပေါင်းလာတဲ့အခါမှာဒီ menstrual waste တွေကလည်းတော်တော်လေး impact ဖြစ်လာနိုင်တယ်ဆိုပြီးတော့တွေ့ရတယ်ပြီးတော့အမပြောရတဲ့တင်မှာဆိုလို့ရှိရင်ဟုတ်တယ်အရင်ရှေ့လူကြီးတွေအရင်ကတည်းကဒီຢာဒီတွေးဆိုတာမတန့်ဘူးဆိုပြီးတော့သူတို့ရဲ့mindset ကတွင်းလာခဲ့တယ်ပေါ့နော်ဒီနောက်လာတဲ့ generation ကဒီလိုမျိုး mindset တွင်းလာတယ်အဲ့ခါကျတော့ຢာဒီတွေကအရင်ကတည်းကလိနဲ့ထိလို့ရှိရင်အယောင်ကပြောင်းသွားတယ်ဒါကိုမတန့်တော့ဘူးဆိုပြီးတော့တွေးလာကြတယ်ပေါ့နော်တကယ်တော့တော်တော်များများအဲ့လိုမျိုးစေကြောတက်တွေဖြစ်လာပြီဆိုတာနဲ့ဒီယာဒီတွေးရဲ့အရေးပါပေါ့နေပြီးတဲ့ခါကျတော့ menstruation process ကိုလက်ခံမိတင်တယ်လို့ထင်တယ်ပေါ့နော်မြန်မာနိုင်ငံမှာလည်းဒီလိုမျိုးလက်နက်မိဖို့အတွက်လောက်ဆောင်နေတဲ့အဖွဲ့အစည်းတွေရှိတယ်ဒါပေမဲ့လက်ချူရီလို့ရတည်တယ်ပေါ့နော်အခုထိအဲ့ဆိုတော့များများလေးပြီးတော့ဖြစ်စီခြင်းနဲ့ပြီးတဲ့ခါကျတော့
ကနေမှာစေကျော်တက်တွေကသူတို့တကယ်ချက်လက်မှတ်ပြန်လေးရမယ်ပြီးတော့အခုနောက်ပိုင်းဆို social media တွေခေတ်စားလာတဲ့အခါမှာ social media ကနေပြီးတော့လဲတွေ့လာရတယ်ပေါ့နော်ရာဒီတွေကဒီအရောက်ဖြစ်သွားတယ်အဲ့ဒါဆိုလို့ရှိရင်ဘာဖြစ်နိုင်လဲဘယ်ခါကျရာဒီလာလို့ရှိရင်search လုပ်လို့ရလားဒါမှမဟုတ်လို့ရှိရင်နောက်တခြားဒီလိုမျိုးဘာစားလို့ရလားဘာတွေရှောင်ရမလဲဒီလိုမျိုးအယူဆအလွဲတွေကအများကြီးဖြစ်နေသေးတာကိုတွေ့ရတယ်ပေါ့နော်အခုဒီတချို့နိုင်ငံတွေမှာဆိုလို့ရှိရင်ဒီ menstrual hygiene အတွက်ဆိုလှုပ်ရှားနေတဲ့ဒီယူဂန်ဒါမှာဆိုလို့ရှိရင်အဲ့ဒီ Afripat ဆိုတဲ့အဖွဲ့အစည်းလေးရှိတယ်ပေါ့နော်သူတို့ကကြတော့ဒီလိုမျိုးကျောင်းတွေမှာစေကျော်တက်တွေကိုတွားပြီးတော့ဒီ menstrual hygiene management အတွက်ကိုတည်တဲ့သင်တန်းတွေပြန်ပေးတဲ့ workshop လေးတွေလုပ်ပေးတယ်ပေါ့နော်သူတို့ဒီမှာကြတော့ကိုယ်တွေထပ်စားလို့ရှိရင်အများကြီးလဲလောက်လို့ရတဲ့အနေအထားဖြစ်နေတော့ဒီလိုမျိုးကျောင်းတွေကိုတွားပြီးတော့ကိရိယာလေးလုံးနေတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့ဒီမှာစေကျော်တက်တွေကိုအသိပညာပေးတာတွေပြီးတဲ့ခါကျတော့ဒီစွပ်ပြည့်စရာမလိုတဲ့ပြန်လဲအသုံးပြုလို့ရတဲ့လက်စင်တော်ပစ္စည်းတွေအသုံးပြုမှုလေးတွေပေါ့နော်ဥပမာအဝတ်နဲ့ပြန်ပြီးတော့ချုပ်လောက်တာတွေဒါပေမဲ့ဒီအဝတ်နဲ့ချုပ်လောက်တဲ့ခါမှာဆိုလို့ရှိရင်တန့်ရှင်တဲ့ရမှုတွေဘယ်လောက်ထိရှိမလဲဆိုတာမျိုးကိုပြန်ပြီးတော့လက်တွေ့သင်ကြားပေးတာမျိုးတွေပေါ့နော်အဲ့လိုမျိုးလူတွေလောက်တော့ကျမဆိုလို့ရှိရင်အဲ့ဒီအဖွဲ့အစည်းပေါ့နော် Afripat ဆိုတော်တော်လေးကြည့်ပြတဲ့သူတို့ရဲ့လှုပ်ရှားမှုလေးတွေပေါ့နော်တော်တော်လေးထိရောက်တယ်လို့လည်းပြောလို့ရတယ်အဲ့ဆိုတော့မနေ့တော့ကပါဒီကျမရှိမှပြောတဲ့ဒီ Purple Feminist School မှာကျမလည်းအဲ့ဒီsurvey research တစ်ခုလေးလုပ်ဖြစ်ခဲ့တယ်ပေါ့နော် 5 for period poverty ဆိုပြီးတော့အဓိကကတော့ဒီခုဖြစ်ပြီးနောက်ပိုင်းမှာဘယ်လောက်ထိperiod poverty rate တွေများလာနေလဲဒါပြီးတော့IDP camp စုမှာရောဘယ်လောက်ထိဒီအခက်အခဲတွေဖြစ်နေလဲပေါ့နော်အဲ့ဒါတွေကိုစစ်တမ်းကောက်တဲ့ပုံမျိုးနဲ့လုပ်ခဲ့တာအဲ့ဆိုတော့လုပ်တဲ့တင်မှာဘာလို့လဲတွေ့ရလဲဆိုတော့ဒီကျမတို့စာပေကောက်ပြီးတဲ့အခါမှာ focus group discussion လေးလုပ်တယ်ပေါ့နော်လုပ်တဲ့အခါမှာဒီ sex worker တွေလည်းပါလာတယ်အဲ့ဆိုတော့ sex worker တွေတော့ဆိုလို့ရှိရင်ဒီ menstrual management တော်တော်လေးလောက်တဲ့အရာပေါ့နော်ဒီလိုမှမဟုတ်ဘူးဆိုလို့ရှိရင်သူတို့ကHIV တို့ AIDS တို့အဲ့လိုမျိုးယောဂပိုးတွေဝင်လာနိုင်တယ်ပြီးတဲ့ခါကျတော့မိသားစုတစုလုံးကိုပြန်ပြီးတော့ဆိုးကျိုးတက်ရောက်နိုင်တဲ့အနေအထားဖြစ်တော့သူတို့စီကနေပြီးတော့အများကြီးကြားခဲ့ရတယ်ပေါ့နော်ကြားခဲ့ရတယ်ဆိုတာကကောင်းတဲ့ဘယ်လိုလဲတေချာလေး management လုပ်နေတယ်ဆိုတဲ့အနေအထားမျိုးထိတော့မတွေ့ရသေးဘူးပေါ့နော်ဖြစ်နိုင်လို့ရှိရင်အများကြီးဒီလိုမျိုးသူတို့ရဲ့ဘက်ကနေပြီးတော့ provide လုပ်တာမျိုးတွေအဲ့လိုမျိုးတွေမရှိတဲ့ခါမှာတော်တော်လေးဒီသူတို့တော့လည်းအခက်ခဲဖြစ်တယ်ပြီးတဲ့ခါကျတော့ဒီအောက်ခြေလူတန်းစားတွေပေါ့နော်အခုချိန်မှာဆို mass pass တစ်ခုက9000 6000အဲ့ဒီဝန်ကျင်လောက်ဖြစ်မှဒီ menstrual cycle တစ်ခုကို cover လုပ်လို့ရတာဆိုတော့အခြေခံလူတန်းစားတွေအတွက်ဆိုရင်ဘယ်လိုမှဒီအမောက်ကိုရှာဖို့တော့တော်တော်လေးခက်ခဲတဲ့အနေအထားဖြစ်တယ်လေနော်လတိုင်းဆိုတော့အဲ့ဆိုတော့ဒီpass ထပ်ကိုနောက်ထပ် alternative option တွေဖြစ်တဲ့တခြားproduct တွေလည်းသုံးလို့ရတယ်ပေါ့နော်အဲ့ဆိုတော့ဈေးလေးတော့တခုနည်းနည်းလေးမြင့်သွားတာရှိမယ်ဒါပေမဲ့ recycle ပြန်လုပ်လို့ရတယ်ဒါဆိုလို့ရှိရင်ဒါ environmental အတွက်ဆိုလို့ရှိရင်လည်းပြန်ပြီးတော့တစ်ဖက်တစ်လမ်းကနေကောင်းကျိုးပြုနိုင်တယ်ပေါ့နော်အဲ့လိုမျိုးလေးတော့တွေ့ရတယ်ဒါပေမဲ့ဒီwaste management မှာလည်းလိုအပ်ချက်တွေရှိသေးတာကိုအဲ့ဆိုတော့မရှိမအနေနဲ့ဒီ menstrual waste တွေပေါ့နော်မြန်မာနိုင်ငံမှာဒီလိုမျိုး management လုပ်တဲ့နေရာမှာဘယ်လောက်ထိအခက်အခဲတွေစိန်ခေါ်မှုတွေဖြစ်နေလဲဆိုတာပြောပြပေးပါအောင်ဟုတ်လောလောဆယ်ကတော့လေပထမညီမလေးနေကြီးပြောသွားသလိုပဲplastic container ပါတဲ့ကွန်ဒုတ်ပေါ့နော်menstrual pad ကိုနိုင်ကဒီ3000 5000အဲ့ဒီကြားထဲမှာရှိရပေါ့နော်ကြားထဲမှာရှိရဲဆိုတော့အဲ့ထဲမှာမှ disposable ဖြစ်တဲ့ pad ပေါ့နော်အခုဆို2000နောက်ပိုင်းမှာဆိုဒါက disposable 12 to 2ဒီ12 to 6 week လား6 week to 12 week ထဲမှာ disposable ဖြစ်နိုင်တယ်ပေါ့နော်ဖြစ်နိုင်တဲ့ menstrual product ဆိုဒီထက်စပိုဈေးကြီးရပေါ့နော်ဒါပေမဲ့မြန်မာနိုင်ငံမှာလည်းအခုထိအဲ့ဒါ assessment ရသေးဘူးပေါ့နော်ဒီထက်ပိုဈေးကြီးရဒါပေမဲ့ပထမညီမလေးပြောသလိုမျိုးပဲပေါ့နော်အခုဆိုရင်ကရင်ဘက်မှာဆိုရင်လည်းဒီအမျိုးသမီးအဖွဲ့တစ်ဖွဲ့ဆိုရင်reusable ဒီ cloth ပေါ့နော်product လေးလောက်တာတို့ဘာတို့တွေ့ရတယ်ပေါ့နော်တွေ့ရတဲ့အချိန်မှာအဲ့ဒါတွေကတော့အမှန်ကတော့advocate လုပ်ချင်တယ်ပေါ့နော်
တစ်ဖက်မှာလည်း advocate လုပ်ချင်တယ်တစ်ဖက်မှာလည်းအမားတို့နိုင်ငံရဲ့အခြေအနေရဲ့ situation ကိုကြည့်မယ်cost ရဲ့အခြေအနေကိုကြည့်မယ်ဆိုရင်လည်းဒါကဟိုလုံနိုင်တဲ့သူကိုတော့လှုပ်စေချင်တယ်ပေါ့နော်ဟုတ်ပြီmenstrual cup ဆိုရင်အခုဆိုရင်ဒါကmenstrual cup သုံးမယ်ဆိုရင်လည်းညီမလေးဆိုရင်ပိုတိမှာပေါ့နော်အမတို့ကဒါရေဆေးရမယ်ပြုတ်ကမယ်2 to 3 minute ပြုတ်ရမယ်သူကအချိန်တစ်ခုလိုတယ်အချိန်တစ်ခုလိုရဲပေါ်တော့မြန်မာနိုင်ငံမှာဆိုရင်ဒါ menstrual cup ဆိုရင်နေရာတိုင်းမှာ assessment ရသေးဘူးအကုန်လုံးက pad ကိုပဲသုံးနေကြတာဆိုတော့ menstrual cup ကတော့ဒီတဘာဝပတ်ဝန်းကျင်အတွက်အထိကိအနည်းဆုံးလို့အမှပြောလို့ရတယ်ပေါ့နော်အထိကိအနည်းဆုံးအရာဖြစ်မယ်ပေါ့နော်ဒီ reusable cloth ထက်ဆိုင်ဒီအထိကိအနည်းဆုံးလို့ပြောလို့ရတယ်တဘာဝပတ်ဝန်းကျင်အတွက်ဒါပေမဲ့အမတို့ကအခုကလူတိုင်းကslow life မှာနေကြတာမဟုတ်လေအရင်ခေတ်တုန်းကလို့အရန်ဖြစ်ဖြစ်သွားလာနေရတာမဟုတ်ကိုလုံးကအလုပ်ကိုစီနဲ့ပြေးလွှားနေရတဲ့ခေတ်ပေါ့နော်ပြေးလွှားနေရတဲ့ခေတ်ပြီးတော့တချို့အမတို့မြန်မာနိုင်ငံမှာဆိုရင်ဒါကဒီ menstrual cup ဆိုလဲသူကပြုတ်ရမယ်ပြုတ်ပြီးသွားရင်ဒါကိုတက်တဲ့နေရာမှာထားရမယ်ကိုပြန်သုံးတဲ့အချိန်မှာလည်းတစ်ခါပြန်ပြုတ်ရမယ်ပြုတ်ပြီးတော့မှသုံးရမယ်ဆိုတော့ဒါအချိန်တစ်ခုပေးရတယ်လောသွားလာမယ်လို့ဆိုရင်အဆင်မပြေဘူးပေါ့နော်အဆင်မပြေဘူးဆိုတော့ဒါကတစ်ချက်ပေါ့နော်အဲ့ဒါဆိုတော့ဒီခေတ်သုံးနိုင်တဲ့သူတွေတော့သုံးစေခြင်းနဲ့ပေါ့နော်မြန်မာနိုင်ငံမှာတော့နေရာတိုင်းမှာတော့ assessment ဖြစ်သေးဘူး assess ဖြစ်ပြီးတော့ဒါကိုလူတိုင်းသုံးနိုင်တယ်ဆိုရင်တော့ဒါကတဘာဝပတ်ဝန်းကျင်အတွက်very very good ပေါ့နော်ဘာလို့လဲဆိုတော့ဒီcap တစ်ခုက9နှစ်ကနေ10နှစ်ကြားသုံးလို့ရတယ် quality ရှိတဲ့ cap ဆိုရင်ပေါ့နော်9နှစ်ကနေ10နှစ်ကြားသုံးလို့ရတယ်ဆိုတော့အမလေ့လာထားသလားဆိုရင်ဒါကဒီပတ်ဒီထောင်ချီပြီးတော့အစားထိုးသွားနိုင်တယ်အစားထိုးသွားနိုင်တယ်ဆိုတော့ဒီဘက်မှာတဘာဝပတ်ဝန်းကျင်ထိခိုက်မှုကအများကြီးကိုရောကျသွားမယ်ဒီမှာဆိုတော့ပတ်ကြောင့်ဖြစ်လာတဲ့ plastic ရရောရေဆိုးရရောတဘာဝပတ်ဝန်းကျင်ဒီ landfill မှာကောမီးရှို့တဲ့ကြောင့်ဖြစ်လာမဲ့ toxic အတွက်ကောအမတို့အများကြီး short ချနိုင်တယ်ဒါပေမဲ့ဒီဘက်မှာလည်းအဲ့လိုမျိုးcap ကိုသုံးဖို့ဆိုတာအမတို့က supporting နဲ့အများကြီးပေးရမယ်ဟုတ်ပြီဒီဟာကိုအကုန်လုံးဈေးတက်နိုင်တဲ့ပမာဏနဲ့ရအောင်ပြီးတော့ပထမညီမလေးပြောသလိုမျိုးပဲအမတို့အသိပညာပေးအရန်လုပ်ရမယ်sanitation and hygiene is very important then ဒါ immediate health လीเนาะimmediate health ဖြစ်တယ်ပေါ့เนาะဒီကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လုပ်မှုဘာလို့ကတော့ဟုတ်တယ်ထိခိုက်မှာတော့သိကြရတယ်ပေါ့နော်သိကြရတယ်ဒါပေမဲ့immediate health impact တော့မဟုတ်သေးဘူးပေါ့နော်ဆိုတော့အဲ့ဒါကိုလည်းတစ်ချက်advocate လုပ်တဲ့အချိန်မှာမတို့ကနားလဲရမယ်ပေါ့နော်ဆိုတော့အမဒီ speech တွေ prepare လုပ်တဲ့အချိန်မှာမဒီလိုမျိုး talk တွေညီမလေးနဲ့ discuss လုပ်တဲ့အချိန်မှာ okay ကိုရီးယား advocate လုပ်မယ်ဆိုရင်ကို advocate လုပ်တဲ့အပြင်ဘေးနားမှာဘာရော support ပေးနိုင်မှာလဲပေါ့နော်advocate ကြီးပဲလုပ်နေမှာလားဒီဘက်မှာ support လုပ်မဲ့နီးလန်းကိုလည်းရှာရမှာလားပေါ့နော်ဆိုတော့အမဒါကိုဆွေးနွေးတဲ့အချိန်မှာတော့ကိုကရောဘယ်လိုနီးနဲ့ support လုပ်လို့ရမလဲပေါ့နော်ကိုလည်းဒီ plastic ကို short ချဖို့advocate လုပ်နေတဲ့သူတယောက်ဖြစ်တယ်ပေါ့နော်ဒါအခုဟုတ်ပါပြီအမကတော့reusable ဒီ cloth ပေါ့နော်ကိုသုံးပါmenstrual cup ကိုသုံးပါဆိုတော့အမဒီဒါကိုအားလုံး access ဖြစ်အောင်လုပ်ပေးနိုင်တဲ့သူတယောက်လည်းဖြစ်ရမယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကတော့အဲ့လိုထည့်ပြီးပြောချင်တယ်ပေါ့နော်ဆိုတော့ပထမညီမလေးပြောတဲ့ question ကိုဖြေရမယ်ဆိုရင်တော့ပထမဆုံးတော့အမတို့ဒီတဘာဝပတ်ဝန်းကျင်အတွက် short ချဖို့ဆိုရင်အမတို့ menstrual cup ကိုအားလုံး accessible ဖြစ်အောင်လုပ်လို့ရမယ်နောက်တစ်ခုကကြတော့recycle cloth ပေါ့နော်အခုဆိုရင်တော်တော်များများသုံးလာကြတယ်ပေါ့နော်အဲ့ဒါဆိုရင် accessible ဖြစ်အောင်လုပ်ပေးလို့ရတယ်အမတို့အရေးအကြောင်းဒီဂွန်းတုပ်သုံးလိုက်တယ်ဆိုရင်တော့ကိုအိမ်မှာနေမဲ့နေအရင်အလုပ်မများတဲ့နေဘာညာဆိုရင်အမတို့အနေနဲ့ဒီအခုဒီ recycle လုပ်လို့ရတဲ့ cloth bag ကိုသုံးလို့ရတယ်အဝတ်ပေါ့နော်အဝတ်အဲ့ဒါတော့ဘာမှမဟုတ်ပါဘူးဒီ cotton အဝတ်ကိုပဲအမလေးလာတော့အမလည်းတစ်ခုနှစ်ခုဝယ်ထားတယ်ပေါ့နော်နှစ်ခုဝယ်ထားတယ်ဒီ cotton bag ကိုပဲဒီ cotton နဲ့လုပ်ထားတာဘာလို့အဲ့ဒါကိုပဲကြက်သီးလေးနဲ့သုံးလို့ရတယ်ဒါပေမဲ့အရန်အပြင်တနေကုန်သွားဖို့ဆိုရင်အဆင်မပြေဘူးအမသုံးကြည့်တလောက်ပေါ့နော်အပြင်တနေကုန်သွားဖို့ဆိုရင်အရန်အဆင်မပြေဘူးသူက
အဝတ်အတိုင်းပဲပွန်းတာတော့ဘာလို့ဖြစ်တယ်ပေါ့နော်ပွန်းတာတော့ဘာလို့ဖြစ်တယ်ဆိုတော့အဲ့ဒါကြတော့လေအဲ့လိုအရင် advocate ကလည်းမလုပ်ချင်ဘူးပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးrecycle လုပ်လို့ရတဲ့ဒီ cloth ပေါ့နော် cloth bag ကိုသုံးမယ်ဆိုရင်တဘာဝပတ်ဝန်းကျင်အတွက်တော့ special ပဲဒီ cap ကိုသုံးနိုင်တယ် recycle လုပ်တဲ့ cloth ကိုသုံးနိုင်တယ်အခုဆိုရင်ဒီ pad underwear တွေပေါ်တယ်ပေါ့နော်ဒါဆိုရင်လည်း short ပြီးတော့သုံးလို့ရဒါဆို very comfortable ဖြစ်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါတွေအကုန်လုံးကို accessible ညီမလေးပထမပြောသလိုမျိုးရိုးဒီ plastic container ပါတဲ့ bag ကောင်အမတို့က3000 5000ကြားထဲမှာရှိတယ်ပေါ့နော်ရှိတယ်ဆိုတော့ဒါတွေကို access ဖြစ်ဖို့ဆိုရင်အကုန်လုံးကဒါကိုတတ်နိုင်ရမယ်နောက်တစ်ခုknowledge ပေါ့နော်ဒီအရာတွေသုံးမယ်ဆိုရင်အမတို့ချစ်ချင်းဖြစ်နိုင်တဲ့ဒီကျမကြီးကိုမထိခိုက်အောင်ချစ်ချင်းဖြစ်နိုင်တဲ့ဥစ္စာတွေအခု recycle cloth bag ကိုသုံးမယ်ဆိုရင် short ပြီးတော့နေပူလှမ်းရမယ်နေပူလှမ်းရမယ်အဲ့ဒီတစ်ခုပေါ့နော်အရန်အယူတီးရဲ့အိမ်ဆိုရင်အိမ်ရှိမှာမလန်းရအောင်အပြင်မှာမလန်းရအောင်အမတို့ underwear ကိုတော့အမအိမ်မှာတော့တစ်ခုပေါ့အမေကကြတော့ underwear ကိုအိမ်ရှိမှာလှမ်းဝင်ပြတယ်သူကသူ့ကိုက educate တော်တော်လုပ်ထားတာဒါနေထိရမယ်နေမထိဘူးဆိုဘာယောဂကြီးဖြစ်မလဲဆိုတဲ့ဥစ္စာမျိုးပေါ့နော်ဆိုတော့အမတငယ်ချင်းတွေနဲ့စုပြီးအိမ်မှာနေဘူးတယ်အိမ်မှာအဲ့လိုပဲကိုရီးယားကလည်းအဲ့လိုမျိုးဒီရာသီသွေးနဲ့ပတ်သက်ပြီးဆွေးနွေးတဲ့အဖွဲ့ပါညာဆိုတော့အဲ့လိုပဲပေါ့နော်အမတို့လည်း underwear တွေကိုလှမ်းတဲ့လှမ်းထိုက်တဲ့နေထိရမယ့်အရာတွေကိုလှမ်းကြရဲပေါ့နော်ဆိုတော့တရက်အမကိုအိမ်ကိုပြန်နေရဲအိမ်ပေါ်တက်ကနေဖုန်းဆက်တယ်ပေါ့အမကအိမ်ရှင်ဆိုတော့ညီမလေးအိမ်မှာနေတဲ့ကောင်မလေးတွေအကုန်လုံးက underwear ကိုအိမ်ရှိမှလမ်းတာအရှိမဖုန်းကြီးကြောင်းအရှိမဖုန်းကြီးကြောင်းဒါပေမဲ့ဖုန်းကြီးကြောင်းကလုံးဝ complaint မတက်ဘူးအိမ်ပေါ်တက်က complaint တက်တာပေါ့နော်အရှိမဖုန်းကြီးကြောင်းဘယ်လိုလုပ်မလဲပေါ့နော်အဲ့ဒါတစ်ချက်ပြောကိုကလေးတွေသူ့စိတ်ထဲမှာတော့ကိုကအကြီးဆုံးဆိုတော့ကိုကလေးတွေပေါ့ဆိုတော့ဟိုဖြစ်တယ်ပေါ့ဆိုတော့လေအန်တီရဲ့လို့ underwear ဆိုတာနေထိရတယ်နေမထိဘူးအမျိုးသမီးတွေဘာဖြစ်နိုင်လဲသိလားလို့အန်တီကိုတရက်လာပြီးတော့သမီးတို့အကုန်လုံး educate လုပ်မယ်ဆိုတော့ဘာလုပ်လဲဆိုတော့အဖွဲလိုက်ကြီးသူ့ကိုတရက်သွားခေါ်လာအောင်အိမ်ကိုခေါ်ပြီးအဖွဲလိုက်ကြီး educate ထိုင်လုပ်တယ်ဒါဒီနေမထိဘူးအိမ်အောင်ဖေးမှလမ်းမယ်ဆိုအိမ်အောင်ဖေးကကြတော့အမိုက်တွေပြစ်ကြသေးရဲ့လေအဲ့ဒါလည်းတကြောင်ပေါ့နော်အမိုက်တွေပြစ်ကြသေးရဲ့အဲ့အမိုက်တွေပြစ်တယ်ရေတွေထိတယ်ပေါ့တော့နေဝင်တဲ့နေရာမဟုတ်ဘူးဆိုတော့ဒီ recycle cloth လည်းသုံးမယ်ဒီ menstrual cup သုံးမယ်ဟုတ်တယ်တဘာဝပတ်ဝန်းကျင်အတွက်အရန်ကောင်းတယ်ဒါပေမဲ့အမတို့ဒါအတွက် education လုပ်ရမယ်ပေါ့နော်ဒါလူတိုင်း education လုပ်ရမယ်အမတို့ဒီနေထိရမယ်ဒီရင်နှွေးနဲ့ပြုတ်ရမယ်အမတို့ဟင်တူမှာဆိုတာရှိရလေဟိုမီးပေါ်ကိုဒါမတင်ရအောင်ဆိုတာလာအောင်မှာအမကတော့menstrual cup မသုံးဘူးပေါ့နော်ဟိုကိုကဒီဘာဖြစ်လို့လဲဆိုတော့အချိန်မပေးနိုင်တာတခုပေါ့နော်ဒါကိုပြုတ်နိုင်မလားဒါကို sanitation ရှိအမက keep လုပ်နိုင်မှာလားတိတ်နိုင်မှာလားအဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒါပေမဲ့အဲ့ဒီအားတွေအကုန်လုံး educate လုပ်ရမယ် educate လုပ်မှာအမတို့လည်းတဘာဝပတ်ဝန်းကျင်ကိုမထိခိုက်အောင်ကာကွယ်လို့ရမယ်ပေါ့နောက်တစ်ခုကကျတော့ advocate လုပ်တယ်လို့မျိုးဒါကို support လုပ်ပေးဖို့ဘာတွေလုပ်ရမှာလဲပေါ့ဆိုတာအဲ့ဒါကလည်းရှိသေးတယ်ပေါ့နော်ဟုတ်ကဲ့ပါဟုတ်တယ်တော်တော်များများလေအိမ်ဒီမှာကအဝတ်လှမ်းတာနေစပြီးတော့ပြဿနာတက်တော့တာပဲအဝတ်လှမ်းတာအပြင်ကိုပြီးတဲ့ခါကျတော့ဘာဆက်ဖြစ်လဲဆိုတော့မိန်းကလေးအဝတ်နဲ့ယောက်ျားလေးလုံကြီးတွေနဲ့တွဲချက်လို့မရဘူးမိန်းကလေးထမိုင်းနဲ့ယောက်ျားလေးထမိုင်းနဲ့တွဲချက်လို့မရဘူးဆိုပြီးတော့ဖြစ်လာတယ်ပေါ့နော်အဲ့ဒါဆိုတော့ပြောရလို့ရှိရင်ဒါတွေကပို့ပြီးတော့လည်းအချိန်ပိုပေးရတယ်ခွဲရွှေ့အခါမှာလူနေတဲ့ခါဆိုလို့ရှိရင်ဒါတွေကအဲ့လောက်ကြီးဒီမလိုတဲ့အရာတွေเนาะဒါပေမဲ့ဒါတွေကိုဘယ်အရာတွေကနေကန့်သက်ထားလဲဆိုတော့ကာချာတွေဒီအယူဆလွဲတွေနောက်ခါကျတော့ religious တို့ traditional တို့အဲ့လိုမျိုးဖြစ်ခဲ့တဲ့အယူဆတွေဒီကာချက်တွေကနေပြီးတော့ဒီလိုမျိုးတက်ရောက်မှုတွေကဖြစ်လာတယ်ပေါ့နော်တဲ့ခါကျတော့အမတို့ပြောတဲ့လိုမျိုးပဲဒီညီမတို့ဒီပါ project တွေလုပ်တော့ဒီ Hindu နေပေါ့နော်ညီမတို့ရဲ့အနေကကြတော့ဘယ်လိုလဲsupervisor ချနေပြီးတော့သူကလည်း Hindu ပဲဆိုတော့ပြောပြတဲ့အခါမှာပေါ့နော်ဒီ main ကလေးတွေအရာဒီလာလို့ရှိရင်ကျောင်းအိမ်ပြင်တွေမထွက်ရဘူးတဲ့အဲ့လိုမျိုးတွေဖြစ်တာပေါ့နော်ဒါအမကတော့ပို့ပြီးတော့နားလည်မှာပေါ့ညီမကတော့ဒါကြောက်ဘူးနာဝါလေးပေါ့နော်အဲ့ဒါဆိုတော့ဒါတခုတည်းတည်းမဟုတ်ဘူးเนาะတချို့အရန်ရိုးရလိုက်တဲ့ကြေးရွာတွေနောက်ခါကျတော့အရန်ဝေးနှောင်းတဲ့နေရာဒေသကလူ
လူအုပ်စုတွေဆိုလို့ရှိရင်ဒီလိုမျိုးဒီဖြစ်နေတော့ပေါ့နော်ကျောင်းတွေမတက်ရဘူးကျောင်းတွေပြတ်တယ်ဒီတော့အဲ့ဒီကနေစပြီးတော့ gender equality ကမရှိတော့တာဘာလို့ဆိုအမျိုးသားတွေတခြားသော gender တွေကကျောင်းပုံမှန်သွားနေတဲ့အချိန်မှာအမျိုးသမီးတွေကအိမ်မှာနောက်ကျကျန်ခဲ့ရတယ်ဟိုကျောင်းမသွားရဘူးပညာရေးမှာလက်လန်းမမီတော့ဘူးပေါ့နော်အဲ့လိုမျိုးတွေဖြစ်တယ်ပြီးတဲ့ခါကျတော့ဒီကျောင်းတွေမဟုတ်ဘူးပေါ့နော်ပြီးတော့အမျိုးသမီးတွေရည်လာတဲ့အခါမှာဆိုလို့ရှိရင်ကြုံတွေ့ရတဲ့ဒီပင်ပန်းတာတွေရှိမယ်မှုဆွေးဖြစ်တာတွေရှိမယ်ပြီးတဲ့ခါကျတော့ဒီနာကျင်မှုတွေပေါ့နော်အဲ့လိုမျိုးတွေခံစားရတဲ့အခါမှာဆိုလို့ရှိရင်ညီမဆိုလို့ရှိရင်ပထမတည့်ရက်ဆိုဘာမှမလုပ်နိုင်ဘူးအဲ့လိုမျိုးလုံးဝကိုဘာဆိုဘာမှမလုပ်နိုင်တော့တာပေါ့နော်တကူလုံးနာကျင်ကြိုက်ခဲပြီးတော့ဒီတော့ညီမတို့ဒီ survey research လုပ်တော့ဆိုလို့ရှိရင်လည်းဖြေဆိုတဲ့လူတွေထဲမှာလည်းပါတယ်သူတို့ဆိုအရန်နာကျင်ကြိုက်ခဲလို့ကြောင်းတွေမသွားနိုင်ဘူးအလုပ်တွေပြတ်ရတယ်ရာသီစက်ဝငါအမြဲတမ်းလာနေတာလေတော့လတိုင်းလာနေတဲ့ခါမှာဒီရာသီလာတိုင်းအလုပ်ပြတ်နေမယ်ဆိုလို့ရှိရင်ဒါအလုပ်ခွင့်တွေလည်းအများကြီးယူရတယ်လို့မျိုးဖြစ်တယ်ပြီးတော့ကျောင်းတွေပြတ်တဲ့ခါမှာဆိုလို့ရှိရင်ပညာရေးပိုင်းမှာပြန်ပြီးတော့လိုက်ရတဲ့အပိုင်းတွေရှိတယ်ပေါ့နော်ဒီတော့တခုပါsolution ရှိလဲဆိုတော့ menstrual leave ပေါ့နော်ဒီအမျိုးသမီးတွေအတွက်ကိုဒီလိုမျိုးသူတို့အတွက်ကိုတဖြစ်စေမယ် menstrual leave ပေးမလားမပေးဘူးလားဆိုပြီးတော့ဒီလိုမျိုးcontroversial issue တစ်ခုလိုမျိုးဖြစ်လာတယ်ပေါ့နော်တချို့သောနိုင်ငံတွေဥပမာဂျပန်တို့နောက်တခြားနိုင်ငံတွေမှာဆိုလို့ရှိရင်ဒီ menstrual leave ကိုတရားဝင်ခွင့်ပြုတာမျိုးတွေရှိတယ်ဒါပေမဲ့ဒီလိုမျိုး survey ကောက်လိုက်တဲ့အခါမှာစိတ်ဝင်စားစရာဘာတွေ့ရလဲဆိုတော့ဒီ menstrual leave ကိုပေါ့နော်တချို့ကတော့ပေးသိနိုင်လို့ဖြစ်တယ်တချို့ကတော့မပေးသင့်ဘူးပေါ့နော်ဘာလို့ဆိုရင်ဒီ menstrual leave ကိုပေးလိုက်မယ်ဆိုလို့ရှိရင် menstrual leave ကိုအကြောင်းပြပြီးတော့အလုပ်ခွင့်ယူတာမျိုးတွေဖြစ်လာနိုင်မလားပြီးတဲ့ခါကျတော့ဒါကရောquality ဖြစ်မလားပေါ့နော်ဒီလိုမျိုးcontroversial ဖြစ်လာတာတွေရှိလာတယ်အဲ့ဆိုတော့အမျိုးသမီးတွေဒီလတိုင်းခွင့်ယူနေမယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးအလုပ်ခွင့်ကိုဆက်လုပ်တော့မှာလဲအဲ့လိုမျိုးတွေပေါ့နော်အဲ့လိုမျိုးဒီလိုလဲ debate ဆန်တဲ့အကြောင်းအရာမျိုးတွေတွေ့လာတာတွေ့ကြုံလာရတယ်ပေါ့နော်ဒါကအခုထိလည်းဒီ menstrual leave ကမြန်မာနိုင်ငံမှာတော့မရှိသေးဘူးပေါ့နော်ဒါပေမဲ့နားလည်မှုနဲ့တချို့တော့ရုံတွေမှာဒီရည်တည်လာတယ်ဆိုလို့ရှိရင်ခွင့်ပေးလိုက်တာမျိုးတွေအဲ့လိုမျိုးတွေတော့ရှိနေသေးတယ်အဲ့ဆိုတော့အမလည်းခဏထောက်ပြပါတယ်ပေါ့နော်ဒီဟုတ်တယ်အခုချိန်မှာကျတော့ဒီ menstrual cups ဆိုနောက်တခြားဒီ period panty ဆိုလို့ရှိရင်လည်းတောင်းကနန်းနဲ့ရှိတယ်ဈေးတွေကကြတော့လေလူတိုင်းလက်မမီနိုင်ဘူးပြီးတော့ဒီ hygiene ပြဿနာကလည်းရှိတာဆိုတော့ဘယ်လိုပြောရမလဲဒီမှာကျတော့လည်းပြီးတော့ဒီ menstrual ဒီလိုမျိုးထောက်ကုန်တွေပေါ့နော် product တွေအတွက်ကိုဆိုလို့ရှိရင်လည်းအခွန်တွေကလည်းရှိတယ်တချို့တွေမှာဆိုရင်အခွန် free tax free တွေလုပ်ပြီးတယ်လीနော်ဒီမှာကျတော့အဲ့လိုမျိုးလည်းမရှိတော့ဈေးတွေကလုံးဝအရန်မြင့်တဲ့အခြေအနေမျိုးမှရှိတော့အမအနေနဲ့ဘယ်လိုမျိုးထင်မိလဲပေါ့နော်ဒီလိုမျိုးaccessible ဖြစ်အောင်ဘယ်လိုမျိုး promote လုပ်လို့ရနိုင်မလဲတခြားတော့ဒီ organization တွေနောက်ခါကျတော့ဒီ menstrual product တွေလုပ်တဲ့စီးပွားရေးတွေအနေနဲ့ပဲဖြစ်ဖြစ်ဘယ်လိုမျိုးဘယ်လိုအခြေအနေမျိုးကနေပဲဖြစ်ပေါ့နော်menstrual products တွေ accessible ဖြစ်အောင်လို့ပါဝင်လာနိုင်မယ်လို့အမထင်မိတယ်ဟုတ်ကဲ့ပထမဆုံးတစ်ချက်ကတော့ပထမညီမလေးထောက်ပြသွားတဲ့တစ်ချက်ပေါ့နော် test ပေါ့အမတို့ဒီ menstrual product ကိုဒါ test မရှိဘူးဆိုရင်ဒီထုတ်ကုန်ထုတ်လုပ်တဲ့လူတွေကလည်းအမတို့အခုဒီ biodegradable ဒီ product menstrual pad ကိုထုတ်လာနိုင်မယ်ပေါ့နော်အဲ့ဒါဆိုရင်အမတို့ဆိုရင်အရန်တော်တော်လာအလုပ်များတဲ့သူအတွက်ဒီအဆင်မပြေတဲ့နေရာပေါ့ကူအမတို့လိုမျိုးစစ်ဖြစ်နေတဲ့နေရာတို့ဘာတို့မှာနေတဲ့သူတွေအတွက်ပါလို့ဆိုရင်အဆင်ပြေတယ်ပေါ့နော်အဆင်ပြေတယ်အဲ့လိုမျိုးဆိုတော့ပထမဆုံးတစ်ချက်ကတော့ test အမတို့ advocate လုပ်လို့ရတဲ့တစ်ချက်ကတော့ဒါကို test free ဖြစ်အောင်ပေါ့နော် advocate လုပ်လို့ရရဲဆိုရင်အရန်ကောင်းတယ်ပေါ့နော်ဆိုတော့အမတို့ဒါဝိုင်းစူးစမ်းရမယ့်တဲမှာတစ်ခုပါတယ်ပေါ့တစ်ခုပါတယ်နောက်တစ်ချက်ကကြတော့ဒီ plastic နဲ့ဒီ 90% plastic ပါတယ်အခု product တိုင်းပေါ့နော်အမသုံးနေတဲ့ product မှာတော့ပါတယ်ပေါ့နော်ဆိုတော့အဲ့ဒီဈေးဒါအဲ့ဒါဆိုရင်တောင်းခဏရှိတယ်တစ်ထုပ်ကိုပေါ့နော်တစ်ထုပ်ကိုတောင်းခဏလောက်ရှိတယ်ဒီဆိုရင်လည်း cloth ဆိုရင်လည်းအမတို့နေရာတိုင်းမှာအခုမရသေးဘူးလူတိုင်း accessible မရသေးဘူးဒါအဲ့ဒါဆိုရင်လည်းဈေးကကြီးရပေါ့နော်တစ်ခုကို3000ကနေပြီးတော့4000နီးပါးလောက်ကိုရှိတယ်ပေါ့နော်
ရှိရဲဆိုတော့ပထမဆုံးတစ်ချက်ကကြတော့အဲ့လိုမျိုးအမတို့ recycle cloth တွေပေါ့နော်ဒါ cloth တွေကိုများထုတ်လုပ်ပေးဖို့ပေါ့ဒီဘတ်တွေအစား recycle cloth ကိုသုံးဖို့များထုတ်လုပ်ပေးဖို့ပေါ့နော်စီးပွားရေးသမားဆန်ပေါ့နော်စီးပွားရေးအကြောင်းအထွက်တာဆိုတော့ဒီသုံးတဲ့လူကဒါပဲသုံးနေမှာဆိုထုတ်တဲ့လူကလည်းဒါပဲထုတ်တော့မှာပေါ့နော်ဆိုတော့ဒီကအဝယ်နဲလာလေအမတို့ normal product ကအဝယ်နဲလာနေလေအကုန်လုံးဒီ product ထုတ်တဲ့သူတွေအကုန်လုံးဒီokay ငါတို့လည်း recycle cloth ကိုထုတ်ကြမယ်ဆိုပြီးတော့ဖြစ်သွားလိမ့်မယ်ပေါ့နော်ဆိုတော့ဒါကိုထုတ်ဖို့ကိုဒီ NGO INGO ကနေပြီးတော့ support လုပ်ပေးဖို့ပေါ့နော်အခုဆိုရင်အမတို့ funding တွေရှောက်ကြရဲဒီ women empowerment အတွက်ဘာဖို့ funding တွေရှောက်ကြ proposal ဒါအတွက်ရှောက်ပြီးတော့ဒီ product တွေလုပ်မယ်ပေါ့နော်training ပေးရတဲ့ဆိုင် advocacy ပေးရတဲ့ဆိုင် advocacy လုပ်နေတဲ့လူတွေကလည်းတစ်ဖက်ရှိရပေါ့နော်ဒါကို support လုပ်ပေးဖို့ဒီ advocacy သမားကို support လုပ်ပေးဖို့ဒီလိုမျိုး product တွေထုတ်နိုင်မယ်ထုတ်နိုင်ပြီးတော့ဒါကိုအကုန်လုံးသိအောင် knowledge sharing တွေလိုက်လုပ်မယ်အမတို့ဆက်စချင်းဒီဂွန်းတို့ဒီအိမ်ကအဝတ်ကိုမတုံးမဲနဲ့ဒီဂွန်းတို့ကိုစတုံးပါလို့ advocacy ဘယ်လိုလုပ်ခဲ့ရတယ်လဲပေါ့နော်အဲ့လိုလုပ်ခဲ့ရတယ်လို့ပဲအမတို့လည်းဟုတ်ပြီပြန်ပြီးတော့အမတို့ဒီ clothes ကိုပြန်တုံးဖို့ပြန် advocacy ပြန်လုပ်ရမှာပေါ့နော်ဒါပေမဲ့ which is more ဒီ sanitize hygiene ဖြစ်တဲ့ဥစ္စာဖြစ်တယ်ဆိုတဲ့ဥစ္စာရဲ့ပြီးတော့ဒါဒီဒီတဘာဝပတ်ဝန်းကျင်ကိုမထိခိုက်ဖို့အတွက်ကြောင့်ဒါကိုလုပ်ရတဲ့ဆိုတဲ့ဥစ္စာရဲ့ advocacy ပြန်လုပ်တစ်ဖက်မှာလည်းဒါကိုအကိုလုံးသုံးနိုင်တဲ့ပမာဏကိုထုတ်နိုင်မှုပေါ့နော်ထုတ်ကုန်ထုတ်နိုင်မှုပေါ့အဲ့လိုထုတ်နိုင်မယ်ဆိုရင်ထုတ်နိုင်ဖို့ဆိုတာ NGO INGO တွေ advocate လုပ်ရမယ်ဒီ advocacy လုပ်တဲ့သူတွေကလည်းအများကြီး training ပဲpropose လုပ်နေရမှာမဟုတ်ပဲねဒီ product ထုတ်ကြမယ် innovation ပေါ့အခုကလေးဆို innovation အားပိုကောင်းပါတယ်ကျမတို့ထက်ဆိုင်ရင်လေဆိုတော့ innovate လုပ်ပြီးတော့ဒီ product တွေကိုများထုတ်ဖို့ပေါ့နောက် medicalအဓိက medical clinic တွေအခုဆေးဆိုင်တွေမှာ educate အရင်ဆုံးဆေးဆိုင်ရလူတွေ educate လုပ်ဆေးဆိုင်ရလူတွေမှာဒါကိုပြန်ပြီးတော့လာဝယ်တဲ့သူတွေကို educate ပြန်လုပ်ပေါ့နော် promotion တွေပေါ့နော် promotion တွေလုပ်တာဒီအမတို့ဒီ social media TikTok တို့ဘာတို့အသုံးပြုပြီးတော့ဒီຢာနဲ့ပတ်သက်ပြီးတော့ knowledge sharing တွေလုပ်တဲ့ဥစ္စာပေါ့နော်TikTok မှာတချင်းနဲ့ကရတဲ့ဆိုင်ဒါ knowledge sharing ဒါနဲ့ပတ်သက်ပြီးတော့လုပ်မယ်ဆိုရင်သူများကြီးဆိုရင်သူများနိုင်ငံတွေမှာလုပ်ကြရလीเนาะအဲ့လိုမျိုးလုပ်ပေးရတော့ဘာလို့ပေါ့နော်အဲ့ဒါကြီးတစ်ချက်ပေါ့ပြန်ပြီးတော့အမခြုံပြီးပြောရမယ်ဆိုရင်ပထမဆုံးတစ်ချက်ကတော့အမတို့ advocate လုပ်ရမှာ tax free လုပ်ဖို့ပေါ့နော်နောက်ဒီ NGO INGO ကနေလူငယ်တွေပဲဖြစ်အမတို့ပဲဖြစ်ဖြစ်ဒီ product တွေပေါ့နော်ဒီ recycle cloth တွေများထုတ်နိုင်ဖို့နောက်တစ်ခုကကြတော့အမတို့ menstrual cup တွေကိုဘယ်လိုမျိုးကိုယ်နိုင်ငံမှာ accessible ဖြစ်နိုင်ဖို့ဘယ်လိုလုပ်ရမလဲဆိုတော့နီလန်းရှာတာပေါ့နော် menstrual cup တွေတင်သွင်းတာပဲဖြစ်ပေါ့နော်ပြီးသွားရင်ဒါကိုဈေးနည်းနည်းနဲ့ပြန်ပြီးရောင်းချနိုင်တာပေါ့တော့ဒါနဲ့ပတ်သက်ပြီး educate လုပ်တာပေါ့နော်ဆိုတော့ဒါကတော့စီးပွားရေးသမားဆန်ဆန်ပြောရမယ်ဆိုရင်ပေါ့အဲ့ဒါဆိုတော့နောက်တစ်ခုကကြတော့educate လုပ်ပြီးတော့ဒါတွေကိုလူများသုံးမယ်ဆိုရင်တဖြည်းဖြည်းဒီဘက်မှာထုတ်လုပ်တဲ့ထုတ်ကုန်တွေကလည်းအကုန်လုံးက environmental ကို safe ဖြစ်တော့မှဒါကိုသုံးတာဆိုပြီးတော့သူတို့လည်း environmental safe ဖြစ်တဲ့ product ကိုထုတ်လာနိုင်မယ်ပေါ့နော်ဆိုတော့ထုတ်လာရင်တဖြည်းဖြည်းနဲ့သူကဈေးကသူ့ဘက်သူရော်နေရော့သွားလိမ့်မယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒါအောင်မှသုံးမှဒါအဝယ်လိုက်တာများလာပြီဆိုရင်သူကဈေးကလည်းတဖြည်းဖြည်းနဲ့ရော့လာမယ်ပေါ့နော်အဲဆိုတော့အဲ့ဒါကတော့ဟိုလက်တွေ့ဆန်ဆန်အဲ့ဒါလေးလုပ်လို့ရမယ်လို့တော့အမအနေနဲ့ထင်တယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့မဟုတ်အမပြောတာလေးကိုပြန်ပြီးတော့ပြန်ပြီးတော့ခြုံရမယ်ဆိုလို့ရှိရင်ဒါဒီလိုမျိုးဒီ master products တွေရဲ့ဈေးနှုန်းလျှော့ချဖို့တွေပြီးတဲ့ခါကျတော့ဒီလိုမျိုးတခြားတော့option တွေပေါ့နော် alternative option တွေကိုအသုံးပြုလာဖို့ဆိုလို့ရှိရင်ဒါအဖက်ဖက်ကဝိုင်းဝန်းဆောင်ရွက်မှုတွေအားလုံးတူမြင့်တင်ဖို့တွေလိုတယ်လို့ပြန်ပြီးတော့ချုပ်ပေးခြင်းတာပေါ့နော်ပြီးတော့ဒီ NGO တွေကနေပြီးတော့ awareness ပေးမှပြီးတော့အမပြောရတဲ့ဒီမှာဆိုဒီလူငယ်တွေရဲ့ပူပေါင်းပါဝင်မှုလို့လည်းမြင်တာပေါ့နော်အခုလူငယ်တွေကကြတော့အများကြီးသူတို့တွေတက်ကြွလေးဒီလိုကိစ္စရက်တွေ sustainable လက်ဒီနဲ့ပတ်သက်ပြီးတော့တော်တော်လေးအကျွမ်းတုံ့နေရှိလာကြတယ်ပြီးတဲ့ခါကျတော့သူတို့ကိုယ်တိုင်လည်း innovative solution တွေသူတို့ကိုယ်တိုင်လောက်လာကြတယ်ပြီးတဲ့ခါကျတော့ဒါကလည်းဒီmenstrual hygiene management မှာတော်တော်လေးကိုအရေးပါတဲ့ခန္ဓာလို့ပြောလို့ရတယ်ပေါ့နော်အမပြောတဲ့လိုမျိုးလူငယ်တွေပါဝင်လာပြီးဆိုလို့ရှိရင်သူတို့အနေနဲ့ဒီmenstrualဥပမာ clothes ပဲဆိုပါတော့ recycle ပြန်လုပ်လို့ရတယ်ဆိုရင်သူတို့အနေနဲ့ဘယ်လိုမျိုးသူတို့ကိုယ်တိုင်ချုပ်လုပ်လို့ရမလဲအိမ်သုံးပစ္စည်းလေးတွေနဲ့ဒါcreativity ရှိနဲ့သူတို့ပြန်ပြီးတော့
ပူပေါင်းလှုပ်ဆောင်လို့ရတဲ့အရာလေးတွေပေါ့နော်ဒါ NGO ဘက်ကလည်း awareness လုပ်ပေးမယ်လူငယ်တွေရဲ့ပူပေါင်းပါဝင်မှုကနေပြီးတော့လည်းဒီ menstrual hygiene management အတွက်ကိုလုပ်မယ်ဘာလို့ဆိုဒီလူငယ်တွေကနောက်တစ်ချိန်ကြာလို့ရှိရင်သူတို့ကိုယ်တိုင်လည်းဒီလိုမျိုးအရာတွေမှာပြန်ပြီးတော့ပါဝင်ရမှာဆိုတော့သူတို့လည်းတွဲခေါ်တင်တယ်ပေါ့နော်ဒီလုပ်နေတဲ့ civil society organization ဆိုရပြီးတော့နောက်တစ်ခုကကြတဲ့ဒီ government initiative တွေပေါ့နော်ဒီလိုမျိုးလုပ်နေတဲ့သူတွေကနေပြီးတော့ policy reform ဘိုင်းကိုတေချာလေးလုပ်မယ်ဆိုလို့ရှိရင်ဒီအမျိုးသမီးတွေကြုံတွေ့ရတဲ့ဒီ period poverty အခက်ခဲတွေကအများကြီးရောချနိုင်မယ်လို့စဉ်းစားမိတယ်ပေါ့နော်ပြီးတော့ဒီလိုမျိုးmenstrual hygiene management လုပ်တဲ့အခါမှာဒီလိုခဏတွေမဟုတ်သေးဘူးပေါ့နော်ဒီကျမကြီးကဏ္ဍမှာပါဝင်တဲ့လူတွေရဲ့ပူပေါင်းပါဝင်မှုကလည်းအများကြီးအရေးကြီးတယ်ပေါ့နော်ဒီ public health ဘက်ကိုဒီsorry မှာjunior researcher အနေနဲ့လုပ်နေတဲ့ကိုထက်ခိုင်မြင်ကကျတော့ဒီ public health sector ဘက်မှာလုပ်နေတဲ့သူတူပဲဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုတော့ဆရာအနေနဲ့လည်းဒီလိုမျိုး menstruation ဘိုင်းနဲ့ပတ်သက်တဲ့ကျမကြီး knowledge ဘိုင်းကိုလည်းအနေနဲ့ထပ်ပြီးတော့ sharing လုပ်ပြပါအောင်မယ်လို့ဟုတ်ကဲ့ဆရာဖိတ်ခေါ်ပြပါဟုတ်ကဲ့ဟုတ်ကျွန်တော်အနေနဲ့ကတော့ကျွန်တော်အများကြီးတော့ကျွန်တော်ဘယ်လိုပြောမလဲဝင်ပြောကြရတော့မရှိဘူးပေါ့နော်အမားတို့ဆရာမတို့ဒီညဆွေးနွေးသွားတဲ့အချိန်မှာလည်းတော်တော်များများတော့အရေးကြီးတဲ့ point တွေလည်းကျွန်တော်တို့သိရတယ်ပေါ့နော်စိတ်ဝင်စားဖို့ကောင်းတဲ့ချက်တွေလည်းကျွန်တော် experience ရပြောမယ်ဆိုလို့ရှိရင်ကျွန်တော်အရင်ကဒီနာဂဘက်မှာပေါ့နော်နာဂနဲ့ကျွန်တော် hard to reach မြန်မာနိုင်ငံရဲ့ remote area တွေမှာကျွန်တော်လုပ်ခဲ့တာကျွန်တော် public health ကိုကျွန်တော်တို့ service coverage လည်းတော်တော်များတယ်ပေါ့နော် healthcare service တော်တော်များများကျွန်တော်တို့လုပ်ပေးခဲ့တယ်အဲ့ဒီအတိုင်းအတာတစ်ခုမှာကျွန်တော်အခုဒီမှာပြောရင်းနဲ့လည်းကျွန်တော်พูดလို့ပြောလို့ရှိရင်တော့ကျွန်တော်အခုဒီနေ့ conversation ပြောရင်းနဲ့သိလာတဲ့အချိန်မှာအခုဒီ menstrual sanitation ပေါ့နော်ဒီ sanitary နဲ့ပတ်သက်ပြီးတော့မှဒီ menstrual pad တွေနဲ့သုံးပြတဲ့ကိစ္စတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘယ်လိုလဲ urban data မှာရှိတဲ့လူတွေနဲ့ rural data နဲ့တော်တော်လေးကိုကျွန်တော်ကွာတာလေးကိုကျွန်တော်တော်တော်တကူပြောရင်းနဲ့ကျွန်တော်စဉ်းစားကြတော်တော်မြင်လာတယ်ပေါ့နော်။ဟုတ်ဆိုတော့ကျွန်တော်အဲ့ဒီဘက်မှာ mobile clinic တွေတော့ဖွင့်တယ်ဆေးခန်းတွေဖွင့်တယ်ဆိုလို့ရှိရင်အမျိုးသမီးတော်တော်များများရဲ့လာပြတဲ့ problem မှာ UTI urinary tract infection ပေါ့နော်။ဆီလန်းညာပိုးဝင်တယ်ဆိုတော့သူတို့ကတော့ဘာသာစကားအခက်ခဲနဲ့hard to reach ကလူတွေဆိုတော့အောက်ပြီးအောက်ရလူလည်းစကားကိုရှင်းရှင်းလင်းလင်းသူတို့မပြောတတ်ဘူးပေါ့နော်။မိမကိုရားတာတို့ကြိုက်ခဲတာဘာညာအဲ့လိုမျိုးပြဿနာသူတို့တိပပသူတို့မပြောတတ်ဘူးဒါပေမဲ့လာတဲ့တော်တော်များများကအပုံစံမဲ့စံတန်တွေကတော်တော်များများလေလာလို့ရှင်ဘာလို့ဆိုတော့စဉ်းစားကြည့်မယ်ဆိုရင်ကျွန်တော်တို့ကအဲ့ data တွေဆိုတာကတော်တော်လေးကိုလမ်းမဲ့ဆက်သွယ်ရေးတော်တော်ကိုခက်ခဲတယ်ကျမ်းမိုင်ဆောင်ရှားမှုရောအထူးသဖြင့်အဲ့လိုရွာ3-4ရွာပေါင်းမှစေးဆိုင်တစ်ဆိုင်မရှိဘူးစေးကန်းတော့မရှိဘူးပေါ့နော်အဲ့လိုမျိုးအခြေအနေတွေဆိုတဲ့နေရာမှာသူတို့ကဒီ sanitary pad ဆိုတာအဝေးကြီးပဲသူတို့အစားစက်တော်တော်ကိုမဖြစ်တာဆိုတော့အဲ့လိုနေရာတွေမှာဆိုလို့ရှိရင်လည်းကျွန်တော်အခုမြင်ရပုံစံရဆိုရင်အခုကျွန်တော်တို့ကဘယ်လိုပြောမလဲဖြစ်ဒီစီလိုင်းညာပိုးဝင်တာတော့သူတို့ယောဂတွေဖြစ်မှာပဲကျွန်တော်တို့ကုတာမျိုးမဟုတ်ဘဲနဲ့ဒီဟာတွေဆိုလို့ရှိရင်ကြီးဆောနာပြောပါတော့ဒီ public health sector ဘက်ကနေအဖွဲ့အစည်းတော်တော်များများအနေနဲ့လည်းလုပ်ပေးတဲ့တယ်ပေါ့နော်ဆိုတော့ကျွန်တော်အဲ့ဒါကိုလည်းထောက်ခံပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့ကဒီအပေါ်ကယောဂလေးပဲလိုက်ကုနေလို့မရဘူးအဓိက source ကဒီ sanitation မှာပြဿနာဖြစ်နေဆိုကျွန်တော်ဒီ sanitation မှာကျွန်တော်တို့ဖြည့်ပေးဖို့လိုတယ်ပေါ့နော်ဆိုတော့ဒါတွေလည်းကျွန်တော်တို့ဒီဘယ်လိုပြောမလဲ NGO တွေအနေနဲ့ဆိုလို့ရှိရင်ကgender နဲ့ rights အတွက်လုပ်တဲ့အဖွဲ့ကပဲအဲ့ဒါလုပ်တာမဟုတ်ဘဲနဲ့ public health ပဲဖွဲ့ရမှာဆိုဒီဟာကိုထည့်သွင်းစဉ်းစားပြီးတော့ဒီ remote တွေမှာဆိုလို့ရှိရင်ဒီ sanitary pad တွေအသုံးပြုတော့ကျွန်တော်တို့တော်တော်လေးကို promote လုပ်ပေးတဲ့နေပေါ့နော်အဲ့ဒါတော့ကျွန်တော် remote ဘက်ကလာဆိုတော့ remote ရဲ့အခြေအနေတော့ကျွန်တော်မြင်တယ်ပြီးတော့နောက်တစ်ခုရှိတာကြတော့အဲ့ဒီမှာအဲ့ဒါတော့ remote ဒီ rural area တွေမှာကော urban တွေမှာကောကျွန်တော်ဖြစ်နေတဲ့ပြဿနာတစ်ခုပေါ့နော်ကျွန်တော်မြင်ကြည့်ရဲ့ဒီကျွန်တော်ရဲ့ဒီနေ့စကားဝါးကနေကျွန်တော်မြင်တဲ့တစ်ချက်ကကြတော့ဘာလဲဆိုတော့remote ပဲနေနေ urban ပဲနေနေအဓိက challenge ရှိနေတဲ့ဟာတခုကျွန်တော်တို့မှာရှိနေကြ social norms ကတော်တော်ကြီးကိုများတယ် social norms and stigma ဒါကျွန်တော်တို့တကယ်ကိုတိုက်ယူရမယ့်အထက်မှာပါတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီဟာနဲ့ပတ်သက်လာလို့ရှိရင်ပြောရမယ့် topic ကိုရှက်စရာလို့တော်တော်များများမြင်နေကြတော့အခုခေတ်မှာအခုချိန်ထိကိုရှိနေကြတော့မယ်ပေါ့နော်ပြီးရင်လွယ်တဲ့အယူအဆတွေနဲ့ပတ်သက်ပြီးတော့လည်းတော်တော်များများကိုတွေ့ရတယ်ကျွန်တော်စောနာလေးမှာပဲဘယ်လိုပြောမလဲကျွန်တော်လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကကျွန်တော် social media မှာပေါ့နော်အဲ့လိုလူ share နေကြတဲ့ one share နေကြ post လေးတစ်ခုလည်းကျွန်တော်မြင်တယ်အစောနာကဆရာမတို့ဆွေးနွေးသွားတဲ့အထက်မှာဆိုရင်ဒီဘာသာရေးရအမြင်တို့ပြီးလို့ရှိရင်ရှင်းတော့တယ်မလားအိမ်ချိတ်မှာမလှမ်းရဘူးပြီးရင်တချို့ဆိုလည်းဒါဖုံးနေနေပါညာဒါမျိုးတွေပေါ့နော်လုံးဝလွဲမှားတဲ့ user တွေကတော်တော်ကြီးစိုးနေရဲ့အချိန်ဆိုတော့ကျွန်တော်လည်းအဲ့တော့ social media မှာမြင်လိုက်တဲ့အကြောင်းအရာတစ်ခုရှိရပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီဗုဒ္ဓဘာသာပေါ့နော်အဲ့ဒါတော့ဗုဒ္ဓဘာသာမှာဆိုလို့ရှိရင်ဒါအကြောင်းအရာနဲ့ပတ်သက်ပြီးတော့တော်တော်များများတော့controversial တော်တော်လေးတော့ဖြစ်တယ်ပေါ့နော်ဖျားတွေမှာဆိုလို့ရှိရင်အမျိုးသမီးတက်ခွင့်မရှိတဲ့နေရာပေါ့နော်ဆိုတော့
အဲ့ဒီ topic ပေါ့နော်ဆိုတော့အဲ့လိုမျိုးထားတဲ့နေရာမှာတချို့ကျတော့အကြောင်းအရာဘာလို့ဆိုတော့ဟာအမျိုးသမီးတွေကဘာဖြစ်လို့ဆိုအမျိုးသမီးမှာဆိုလို့ရှိရင်ဒီဓမ္မတာအသွေးကိစ္စကဟောဖြစ်တယ်ဒါညဉ့်ညမ်းတဲ့ကိစ္စတစ်ခုပေါ့နော်ဒါတွေကြောင့်ပြီးအနက်ဆိုးတွေထွက်လို့ဆိုမျိုးအဓိကအဲ့လိုဟာမျိုးအကြောင်းအရာတွေကို social media မှာသတင်းအမှားတွေအနေနဲ့ဒါတွေဆိုတာ false information တွေပေါ့နော်ဒီဟာမျိုးတွေနဲ့ဟိုဘယ်လိုပြောမလဲဒီအမျိုးသမီးတွေရဲ့ဒီလစဉ်ဒီ natural process တစ်ခုကရှက်စရာကိစ္စတစ်ခုလိုမျိုး stigma တွေကို social မှာလုံနေကြတာမျိုးလေးလည်းတွေ့ရတယ်ပေါ့နော်တမင်လောက်တာလို့တော့မဟုတ်ဘူးတမင်ကြီးလုံနေတယ်လို့မဟုတ်တာမှာသူတို့ရဲ့ဒီဘယ်လိုပြောမသိလိုက်တဲ့ knowledge တစ်ခုနဲ့ကိုသိထားတဲ့အကြောင်းအရာအမှန်နဲ့ထင်ပြီး share နေတဲ့ကိစ္စလေးပေါ့နော်ဆိုတော့အဲ့ဒါတွေကကျွန်တော်တို့ရဲ့ဒီလိုမျိုးဒီ gender rights တို့ကျွန်တော်တို့ဒီ movement တွေမှာအတော်တော်အတားဆီးဖြစ်စေရပါဆိုတော့ဒါတွေက social norms တွေတိုက်နေတဲ့အချိန်မှာပဲဒီ social norms stigma တွေပို့ပြီးတိုးစေတဲ့ကိစ္စတွေလည်းဇက်တိုက်ဖြစ်နေတဲ့အတွက်ဟိုပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီလိုကိစ္စတွေဒီmenstrual cup တို့ပြီးလို့ရှိရင်ဒီ sanitary pad တွေကျွန်တော်တို့က cloth တွေသုံးဖို့အတွက်ကိုကျွန်တော် promote လုပ်တဲ့တစ်ချိန်တည်းမှာပဲအဲ့ဒီ norms တွေကိုလည်းကျွန်တော်တို့တပြိုင်တည်းပဲဟိုအကုန်လုံးကတရားတွေချက်စရာ topic တစ်ခုမဟုတ်ဘူးဆိုတော့ဆရာမရွှေမှာပြောသားသလိုပေါ့နော်ဆရာမပြောသားသလိုကျွန်တော်တို့ကဒီ social media တွေမှာဟို TikTok တိုင်းကနေမှာဆိုဒီလို knowledge တွေ sharing လုပ်ပေးရတယ်ကလည်းအများကြီးအကျိုးရှိရပါဆိုတော့အဓိကလူတော်တော်များများလည်းအခုခေတ်ကာလမှာ social media ခေတ်ပြောမှဆိုအသက်ကြီးလူကြီးပိုင်းတွေလည်းတော်တော်လေး accessible ဖြစ်လာချိန်မှာကျွန်တော်တို့ကဒါတွေပြန်ပြီးလူကြီးတွေကမသိနေဘူးဆိုတော့ပြန်ပြီး acknowledge လုပ်ပေးလို့ရတယ်ပေါ့နော်ဒါမျိုးလေးရဆိုတော့ဟုတ်ကဲ့ဆိုတော့ဒါတော့ကျွန်တော်အမြင်ပေါ့နော်ဒီ public hacker အပိုင်းနဲ့ဒီ social norms နဲ့အပိုင်းလေးတွေ awareness လေးကျွန်တော်တို့ထပ်ပြီးတိုးလုပ်ဖို့လိုနေရဆိုတာလေးကိုကျွန်တော်ဟုတ်ဝင်ပြီးဆွေးနွေးရပါဟုတ်ကျေးဇူးပါဆရာမတော်ဟုတ်ကဲ့ပါဆွေးနွေးပေးတဲ့အတွက်လည်းဆရာထက်ခါမျိုးကျေးဇူးအများကြီးတင်ပါတယ်လို့ဒီနေ့အချိန်လေးလည်းနည်းနည်းလေးနေပြီဆိုတော့လေဟိုဒီနေ့ဆွေးနွေးတာလေးဒီမှာပဲရပ်ပြီးတော့ဟို audience တွေကိုအလှည့်ပေးခြင်းတယ်ပေါ့နော်ဒီနေ့ဆွေးနွေးတာနဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ်ဒါမှမဟုတ်သိချင်တဲ့မိကုံးလေးတွေဆွေးနွေးချင်တာလေးတွေရှိရင်ဟိုဆွေးနွေးလို့ရပါတယ်လို့ဆွေးနွေးဖို့အတွက်အချိန်လေးပေးပေးရစေဟုတ်ဆရာမတို့ဆွေးနွေးမှဆိုရင်လက်လေးထောင်ပြီးတော့ဟိုမိတာပဲဖြစ်ဖြစ်ဆွေးနွေးတာပဲဖြစ်ဖြစ်လုပ်လို့ရပါတယ်ပေါ့နော်ဟုတ်မိကမရှိသေးဘူးထင်ပါတယ်နော်ပထမလေးဆရာပြောသွားတာတစ်ချက်ဟိုပြောနေနေကျမတခုသတိရရပေါ့နော် environment နဲ့မဆိုင်ဘူးပေါ့နော်ဒါပေမဲ့ဟိုကျမဒီလိုပဲပေါ့ဟိုမိသားစုရဲ့အမျိုးတွေတရက်စုကြရပေါ့စုကြတဲ့အချိန်မှာကျမလည်းခွင်မဲဆိုတော့ပညာပေးပေါ့နော်ဆိုတော့အိမ်မှာညီမလေးတယောက်ကအဲ့လိုပဲရာသီလာနေဆိုတော့ဟဲနေဖះเจ้าမလိုက်နဲ့ပေါ့နော်ဆိုတော့အချိန်ပိုင်းမှာအတော်ကြီးဖွားကြီးပါအကုန်လုံးရှိရပေါ့ဆိုတော့ကျမရှင်းပြရပေါ့အရင်ခေတ်တုန်းကဖះเจ้าရာသီလာနေတဲ့အချိန်ဖះเจ้าမသွားရဘူးဖះမတက်ရဘူးဘာကြောင့်ပြောလဲဆိုတော့ကြတော့သူတို့မှလည်း reason အဲ့ခေတ်တုန်းကရှိခဲ့တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဟိုဒီဖះเจ้าဆိုတာတရားထိုင်ဖို့နေရဖះဝတ်ပြုရဲ့နေရတန့်ရှင်းနေအောင်ထားရဲဘာဖြစ်လို့လဲဆိုတော့စိတ်ငြိမ်းချမ်းဖို့အတွက်ကိုသူတို့စောင့်ထားတဲ့ဒီစောက်တဲ့ဒီ architect ကအစားစိတ်ငြိမ်းချမ်းဖို့တွေးပြီးတော့စောင့်ထားကြတာပေါ့နော်ဆိုတော့အရင်ခေတ်ကကျမတို့အခုလိုမျိုးဒီ menstrual pad တွေ menstrual cup တွေဒါကိုသေသေးချာချာဟိုဒီထိမ့်သိမ့်မှုဆိုပြီးတော့လောက်ထားတဲ့ဒီပိတ်တွေပါရင်မရှိဘူးပေါ့နော်ဆိုတော့အချိန်မှာရာသီလာပြီဆိုရင်အမျိုးသမီးရာဟိုသွားတယ်ဆိုရင်ပိတ်ကြံမှာဆိုတဲ့အတွက်ကြောင့်အမျိုးသမီးရာသီလာတယ်ဆိုရင်ဖះเจ้าမလာရဘူးဖះမသွားဘူးဆိုပြီးတော့ဖြစ်တာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဟိုပိတ်သွားတယ်ဆိုရင်ဒါကဖះเจ้าဆိုတာအဲ့လိုမျိုးတန့်နေအောင်ထားတယ်တရားထိုင်ဖို့နေရအဲ့လိုမျိုးအတွက်ထားတာဒါပေမဲ့ဒီခေတ်ကအဲ့လိုမဟုတ်တော့ဘူးလေနော်မပေအောင်မကြိုက်အောင်လုပ်ဖို့နီးလန်းနေအကုန်လုံးလုပ်ထားတဲ့အတွက်ကြောင့်သွားလို့ရတယ်အရင်ခေတ်ကမသွားရဘူးဆိုတာဒါကလေးအရွယ်ဆိုလဲဟိုမိန်းကလေးတယောက်အရွယ်ရောက်တယ်ဆိုရင်ဒါကလေးပဲရှိသေးတယ်အရွယ်ရောက်ပင်မယ်ဆိုပေမဲ့တုတ်ဟိုသွားပြေးစော့ဘာညာလုံးမှာပဲလုံးရင်ပေကျန်တာတို့ဘာလို့ရှိမှာပေါ့နော်ဟိုနားထိုင်ပြီးဒီနားထိုင်ပြီးအဲ့အကြောင်းအခန်းတနေရာကနေမထွက်ရဘူးဟိုမသွားရဘူးဒီမသွားရဘူးဆိုတာဖြစ်တာခေတ္တရာတိုးတက်လာတယ်ဒါကိုကာကွယ်လာနိုင်တယ်ဆိုတဲ့အချိန်မှာကြတော့ဟုတ်တယ်ဒီ plastic သုံးပြီး environmental ထိခိုက်ပြင်မဲ့လေဒီအရာတိုင်းမှာမျိုးသမီးတွေကပါဝင်လာနိုင်တယ်ပေါ့နော်ပါဝင်လာနိုင်တယ်ဆိုတဲ့အချိန်မှာကြတော့ဒါကသွားလို့ရတယ်ဆိုတာပြန်ပြီး advocate လုပ်နိုင်တယ်ပေါ့နော်အဲ့ချိန်မှာသူတို့ပြန်တော့စဉ်းစားသွားရပေါ့နော်အော်ဟုတ်တာပဲပေါ့နော်ဆိုပြီးတော့အဲ့ဒါလေးလည်းဒီပေါ့နော်ပြန်ပြောင်းသွားတယ်ဆိုတာကိုဒါလူကြီးတွေကိုလည်းကိုအသိပေးလို့ရရပေါ့နော်ဖြည်းဖြည်းကို
ကိုခစ်ကြရင်ပေါ့ကိုရဲ့ကိုကလေးတွေခစ်ကြရင်တော့တဖြည်းဖြည်းတော့ဒါပြောင်းလဲသွားမယ်ပေါ့နော်ဖះเจ้าသွားရင်လည်းဖះเจ้าသွားခြင်းလဲရာသီလာနေတဲ့အချိန်ဖះเจ้าသွားခြင်းလဲတရားထိုင်ခြင်းလဲရတယ်ရာသီလာရဲ့အချိန်ဆိုတာမျိုးသမီးတွေအတွက်အဓိကစိတ်အမျိုးမျိုးဖြစ်နေတဲ့အချိန်ပေါ့နော်အဲ့အချိန်မှာတရားထိုင်ပူရောင်းကောင်းသေးတယ်ဖះเจ้าသွားရင်ပူရောင်းကောင်းသေးတယ်ပေါ့နော်ဆိုရဲအဲ့ဒါကိုတော့တဖြည်းဖြည်းနဲ့ကိုကပြန်ပြီးတော့ cultural change ယူပေးရမှာပေါ့ခုနလိုမျိုး TikTok ကနေပြောတာပဲဖြစ်ဖြစ်လူကြီးတွေကိုအသိပေးတာကနေပဲဖြစ်ဖြစ်ပေါ့နော်ဟုတ်ကဲ့အဲ့ဒါလေးဝင်ပြောတာပါဟုတ်ကဲ့ပါဆင်မဟုတ်ကျေးဇူးပါဆင်မ โอเคဆင်မဟိုနေsharing လုပ်ပေးလို့ကျေးဇူးပါလို့ဟုတ်တယ်ဟိုကိုယ့်ရဲ့အနီးနားကနေစပြီးတော့လည်းပြောင်းလဲလို့ရတယ်ပေါ့နော်ဒီမှာလည်းအဲ့လိုမျိုးပဲကြုံတယ်လို့လူကြီးတွေနဲ့အချိန်ရရင်ရတယ်လို့ဆရာဝဝင်လုပ်ပြတယ်ဟုတ်ကိုအဲ့ဒီဟာလေးကလေအဲ့ဒီဘယ်လိုပဲအဲ့ဒီ misinformation ပေါ့နော်အဲ့ဒီ misinformation sharing ကကျွန်တော်အဲ့နေ့ကဆိုတွေ့လိုက်တဲ့ဟာမှာဆိုတချို့တွေဆိုအဲ့ဒီတရင်အမှန်အဲ့လိုဖျားပေါ်မှာအမျိုးသမီးအဲ့ဒါကြောင့်သွားလို့မရဘူးဆိုတဲ့ဟာမျိုးဟာကိုလက်ခံပြီးတော့ဒီဟာဒီ tradition တစ်ခုဒါရိုးရာတစ်ခုဒီ tradition ဆက်ပြီးထိန်းသိမ်းရမယ်ဆိုတဲ့အမြင်နဲ့ share နေတဲ့လူတွေထဲမှာလည်းတော်တော် educated လူတွေလည်းပါတယ်ဟိုပြောမှဆိုရင်အတိုင်းတာပြောချင်တာအဲ့အချိန်မှာကျွန်တော်မြင်လိုက်တာတခုအဲ့ဆိုတော်တော်လေးလူအသိကလိုသေးတာပဲပေါ့နော်ဆိုတော့အဲ့လိုတော့ခံစားရတယ်ဆိုတော့ကျွန်တော်တို့ထပ် promote လုပ်ဖို့လိုတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ပါအခုလက်ထောက်ခံတာလေးရှိတယ်ပေါ့နော်ဟုတ်ကိုနေကိုတေချာရအောင်မေးဖို့ထင်တာဟုတ်အားလုံးပဲမင်္ဂလာပါဟုတ်အဲ့တော့ဟိုပါပေါ့နော်ဟိုကျွန်တော်ဒီနေ့ဟိုပါပေါ့နော်အချက်လေးတစ်ချက်ပေါ့နော်ဒီဆရာမတို့လည်းဘယ်လိုမျိုးမြင်လဲပေါ့နော်ကျွန်တော်ရဲ့ဆွေးနွေးမှုလေးနည်းနည်းလောက်သွားချင်တာပေါ့အဲ့ဘာလဲဆိုတော့အားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ကဒီ sustainability လို့ပြောမှဆိုရင်ကျွန်တော်တို့ကအဓိကဟို pillar 3ခုရှိရပါတော့ social ရဲ့ environmental ရဲ့ကျွန်တော်တို့ဒီ economic ရဲ့ပေါ့နော်အဲ့တော့ကျွန်တော်ဒီအခုဒီနေ့ပြောတဲ့ကျွန်တော်တို့ဒီအမျိုးသမီးကဏ္ဍနဲ့ပတ်သက်ပြီးပြောရဲကျွန်တော်တို့ဒီအမျိုးသမီးလစဉ်သုံးပစ္စည်းပေါ့နော်ဒါနဲ့ပတ်သက်ပြီးပြောတဲ့အခါကျတော့နံပါတ်1ကကျွန်တော်တို့ကဒီ social ပေါ့နော်ဒါကကျွန်တော်တို့ကကျွန်တော်တို့လူမှာဖြစ်နေတဲ့ကိစ္စကျွန်တော်တို့ကနေ့လစဉ်ရင်ဆိုင်ရတဲ့ကိစ္စပေါ့နော်ဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကခုနပြောသလိုအမျိုးသမီးတွေမှာ adverse impact ပေါ့နော်အများကြီး impact တွေအများကြီးရှိတယ်ဥပမာသူတို့ရဲ့နေ့တတူမှာလာပြီး impact ဖြစ်တယ်ပေါ့နော်ဥပမာလို့သူတို့ရဲ့ performance ပေါ့နော်ဥပမာအလုပ်ထဲမှာဆိုရင်အမျိုးသားရင်းရှင်ပြီးလုပ်မယ်ဆိုသူတို့ရဲ့ performance ကိုဒါ impact ဖြစ်စေတာမျိုးဖြစ်တယ်ပေါ့နော်အဲ social life ကိုလည်းဒါပြီးတော့ဆက်နွယ်နေတဲ့ကိစ္စပေါ့နော်နောက်တစ်ခါကျဥပမာလိုမျိုးဟို known တွေရဟိုသွားလို့မရဒီသွားလို့မရနောက်ဆုံးဘယ်လိုခေါ်မလဲဘတ်စကားစီပြီးအိမ်ပြန်မယ်ဆိုရင်အစပို့ပြီးတော့သတိထားရတဲ့ဟာမျိုးတွေရှိရပါတော့တစ်ဖက်မှာကျတော့ဒီခါကျွန်တော် social အပြင်ကိုလည်းကျွန်တော်တို့က environmental အနေနဲ့ပြောမယ်ဆိုလည်းခုန impact တွေဆရာမတို့အများကြီးပြောသွားတယ်ပေါ့နော်အဲ့တော့အဲ့ဒါကိုလည်းကျွန်တော်တို့ကစဉ်းစားဖို့လိုတယ်ပေါ့တခါကျွန်တော်တို့လိုမျိုးဒီဖွံ့ဖြိုးဆဲထပ်ပြောမယ်ဆိုရင်စင်းရတဲ့နိုင်ငံတို့တော့ပြောလို့ရတယ်ပေါ့နော်ဒီလိုနိုင်ငံမျိုးမှာကျတော့ကျွန်တော်တို့ကဟိုတစ်ခုရဲ့ဟိုပါပေါ့နော်ဘိုက်ထဲမှာအစာထည့်ဖို့စဉ်းစားမလားဒါမှမဟုတ်ကိုယ့်ရဲ့ personal hygiene တက်စဉ်းစားမလားနောက်တစ်ခါကျတော့အဲ့လိုမျိုးရွေးချယ်မှုတွေအများကြီးလုပ်နေရတဲ့အချိန်မှာဒါကလည်းကျွန်တော်တို့ကအမျိုးသမီးတွေအတွက်ကမဖြစ်မနေမရှိမဖြစ်လိုအပ်တဲ့အချက်ပေါ့နော်အဲ့ခါကျတော့ဒီသုံးခုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ balance လုပ်ပြီးတော့သွားဖို့အတွက်ကိုကျွန်တော်တို့ကအမျိုးသမီးတယောက်အနေနဲ့ဆိုရင်တော်တော်လေးစဉ်းစားရမယ့်ဟာမျိုးရှိတာပေါ့နော်သူတို့မှာအခက်အခဲတွေအများကြီးရှိတယ်ပေါ့အဲ့တော့ကျွန်တော်မေးချင်တာပေါ့နော်ဆရာမတို့ဟိုမေးချင်တာဆရာမတို့ရဲ့ personal life မှာရောဒါနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီတခြားမျိုးသမီးတွေကိုမျှဝေလို့ရမယ်ဘယ်လိုခေါ်မလဲဟိုသူတို့အကျိုးရှိသွားနိုင်မဲ့ personal experience လေးတွေရောဗာမျိုးလေးရှိမလဲပေါ့နော်အဲ့ဒါလေးကျွန်တော်တစ်ချက်လောက်ပြောချင်တာဟုတ်အခုမေးတဲ့အရာဆိုလို့ရှိရင်ဒီဟိုအမျိုးသမီးတွေကိုဘယ်လိုမျိုးပြန်ပြီးတော့ educate လုပ်လို့ရမလဲဆိုတာမျိုးဖြစ်လိမ့်မယ်ပေါ့နော်ဟုတ်ဟိုအမရှိမှဖြစ်ချင်တာမသိဘူးရလားအမပြင်ဖြေလိုက်ရမလားဟုတ်ကဲ့ဟုတ်အမျိုးသမီးတွေကိုပြောတဲ့အချိန်မှာကျတော့နှစ်ခုရှိရပေါ့နော်ကိုထက်ကြီးတဲ့သူရယ်ကိုထက်ငယ်တဲ့သူရယ်ပေါ့နော်လူကြီးတွေကို educate လုပ်တာတစ်မျိုးပေါ့နော်ကျမ engagement တမားဆိုတော့ဟို stakeholder engagement တမားပြီးပြီပေါ့နော်ကျမ social environmental ဘိုင်းကို engagement လုပ်ရတဲ့သူပေါ့ကျမရင်းတော့ corporate မှာ social environmental အတွက် engage sorry ပါsocial environmental အတွက် engage လုပ်ရတဲ့သူပေါ့နော်ဆိုတော့ဟို
လူတိုင်းကိုသူ့နည်းသူ့ဟန်နဲ့engage လုပ်ရရပေါ့နော်လူငယ်တွေကြတော့ကိုကပွင့်လင်းလင်းရှင်းပြလို့ရတယ် for example ဒီ social norm နဲ့ဆိုင်တာပဲဖြစ်ဖြစ် environmental နဲ့ဆိုင်တာပဲဖြစ်ဖြစ်ဒီ policy ဘိုင်းကို advocate လုပ်စေချင်တာပဲဖြစ်ဖြစ်ပေါ့နော်ဆိုတော့ဒီ environmental ဘိုင်းဆိုရင်အခုတက်နိုင်တယ်လို့မျိုးကိုကအချိန်ပေးနိုင်ရင်ပေးနိုင်တယ်လို့မျိုးပေါ့နော်reels တွေသုံးနေမဲ့ reels တွေကြည့်နေမဲ့အချိန်အစားကိုကအချိန်လေးနည်းနည်းပိုယူပြီးတော့ဒီ recycle cloth လေးကိုသုံးလိုက်တာဖြစ်ပေါ့နော်ဂုဏ်ထုတ်ကတော့အရန်လွယ်တယ်ပေါ့နော်သုံးရတာအရန်လွယ်တယ်အချိန်လည်းမကုန်ဘူးပေါ့နော်ဒါပေမဲ့ပထမပြောလို့ menstrual cup ကိုပဲသုံးတာပဲဖြစ်ဖြစ် recycle cloth ကိုသုံးတာပဲဖြစ်ဖြစ်အချိန်တစ်ခုပေးရတယ်တန်ရှင်းမှုတစ်ခုလိုတယ်နေထိရမယ်ဆိုတော့ကိုကအချိန်ရမယ်ဆိုရင်ကိုက environmental support လုပ်တဲ့အနေနဲ့ရောကိုယ့်ရဲ့ကျန်းမာရေးအတွက်ကောနောင်လာနောင်သားရဲ့ကျန်းမာရေးအတွက်ကောဒါကိုအချိန်လေးပေးပြီးတော့သုံးပေးပါပေါ့နော်ကျမဆိုလည်းစပြီးတော့ဒီ recycle ဒီ cloth လေးကိုစူးစမ်းပြီးကိုသုံးကြည့်ရပေါ့နော်သုံးတယ်ခါလေးကြရင်အချိန်မရဘူးဆိုရင်တော့ဟုတ်တယ် environmental အတွက် advocate လုပ်ပေးမယ်တခါကြီးကြရင်ကိုကအလွယ်လိုတဲ့အချိန်ရှိရပေါ့နော်အလွယ်လိုတဲ့အချိန်ကြရင်ဒီရိုးဂွန်ထုတ်ကိုသုံးတယ်ပေါ့နော်ဆိုတော့တက်နိုင်တဲ့လောက် short ချပေါ့နော်လုံးဝမသုံးနဲ့တော့ပြောတာမဟုတ်တက်နိုင်တဲ့လောက် short ချပေါ့နော်ဒါကလူငယ်တွေဘိုင်းပေါ့နော်ဒါ environmental အတွက်ဒီ social ဘိုင်းဆိုရင်တော့တက်နိုင်တဲ့လောက် educate လုပ်ပါကိုယ့်ရဲ့ပတ်ဝန်းကျင်တွေအကုန်လုံးကိုပေါ့နော်ကြုံရင်ကြုံလို့ပေါ့နော်ကျမဆိုရင်ကျမဒီဆွေမျိုးတွေကျမရဲ့အတော်တွေဘာတွေဆိုတာလုံးဝအယူသီးရပေါ့နော်အယူသီးရကိုယ့်အိမ်မှာလည်းအခုထိယူသီးရသူတွေရှိရပေါ့နော်ဒါပေမဲ့ကြုံရင်ကြုံလို့ကိုက advocate လုပ်တယ်ပေါ့ပညာ based story လေးတွေနဲ့ပေါ့နော် story လေးတွေကိုသူတို့ကိုပြောရင်လည်းသူအချက်လေးရှိရတယ်ဆိုတော့အဲ့လိုအချက်ကလေးတွေနဲ့educate လုပ်ပါပေါ့နော်educate လုပ်ပေးပါအဲ့ဒါဆို social norm ကျမတို့တဖြည်းဖြည်းပြောတာပေါ့တော့ governance ဘိုင်းဆိုရင်ပထမညီမလေးနေကြည့်ပြောလို့မျိုး test short ချရဲ့ဘိုင်းဆိုရင်ကျမတို့အရာတိုင်းက advocacy လုံးမရခဲ့တာကိုကျမတို့ဘဝတစ်ချောင်းလုံးမှာဆိုတော့စပြီးတော့ advocacy တဖြည်းဖြည်းလုပ်ပါပေါ့နော်ပြီးတော့အဲ့လို innovation product လေးတွေ advocacy လုပ်တာတည်းမကဘဲနဲ့ product လေးတွေလည်းထုတ်ပေါ့နော်ကျမလည်းစဉ်းစားမိပါတယ်ကျမ advocacy စလုပ်ပြီဆိုကျမဒါနဲ့ပတ်သက်ပြီးတော့ဘာ support လုပ်နိုင်လဲဆိုတာလည်းစဉ်းစားရမယ်ဆိုတဲ့ဥစ္စာမျိုးပေါ့နော်ဒါကတော့လူငယ်တွေပေါ့နော်လူကြီးအမျိုးသမီးတွေအမျိုးသားတွေဆိုရင်ကြတော့ဒါကသူတို့ကိုတဖြည်းဖြည်းသူတို့ရဲ့ဒီ thinking ဘိုင်းကိုတဖြည်းဖြည်းချင်းရမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ပထမဆရာကောင်းဆိုပြောသွားတယ်ပေါ့နော်ဒီအခုခေတ်အရန် educate ဖြစ်တဲ့လူတွေတောင်ဒါကိုဒီလုံးဝဖះเจ้าမတွားရဘူးဒါက menstrual ဒီ menstruation ကဒါမတတ်ဘူးဆိုတာပြောနေကြတုံးပေါ့ဘာဖြစ်လို့လဲဆိုတော့ကြတော့ကျမအိမ်မှာလည်းကျမအကိုတွေမတွေလည်းအဲ့လိုပဲပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျမတို့က traditional လုံးဝဖះတွေတရားတွေနဲ့ခေါင်းထဲကိုရိုက်သွင်းထားလိုက်တာခံလိုက်ရတာကျမဆိုရင်လည်းကြောက်တယ် menstruation သွားလာတဲ့အချိန်မှာဖះเจ้าသွားဖို့ကျမကြောက်တယ်ဘာလို့ဆိုတော့ကျမတို့ခေါင်းထဲကရိုက်သွင်းပြီးွားရယ်အဲ့လိုသွားလိုက်ငရဲကြီးရယ်တခုခုဖြစ်မယ်ဆိုတော့ကိုကအဲ့ဒါလှုပ်လိုက်ရင်တခုခုဖြစ်မယ်ဆိုတဲ့ဥစ္စာကဝင်သွားပြီဝင်သွားတဲ့အချိန်မှာကြောင်းလို့မရတော့ဘူးအဲ့ဒါဆိုတော့ကိုယ့်ရဲ့ဒီနောင်လာနောင်သားကိုအဲ့ဒါမသွင်းမိဖို့အရေးကြီးရယ်ပေါ့နော်အဲ့လိုမျိုးမသွင်းမိဖို့ကိုကအရင်ကတည်းကစပြီးတော့ကိုကနေစပြီးတားရတော့မှာပေါ့နော်အဲ့ဒီတားတဲ့အပိုင်းကိုလှုပ်ဖို့လည်းလိုအပ်တယ်ပေါ့ဒါက social ပိုင်းပေါ့နော်ကိုကနေစပြီးတော့ဒီဟာလုံးဝဒါကမဟုတ်ဘူးပထမကျွန်မပြောသလိုပဲပေါ့နော်အရင်ခေတ်တုန်းကကြတော့ဒါပြည့်ကျန်နိုင်တဲ့အတွက်ကြောင့်ဖះเจ้าမသွားတာအခုခေတ်ကမဟုတ်တော့ဘူးငါတို့သွားလို့ရတယ်ဒါနဲ့ knowledge တွေလည်းရှိနေတယ်ဖះเจ้าကိုဒီ menstruation လာတဲ့အချိန်သွားရင်ပို့ပြီးတော့စိတ်တည်ငြိမ်နိုင်တယ်အမျိုးသမီးတွေအတွက်ပေါ့နော်ဘာလို့ဆိုတော့အရင်ခေတ်ကစောင့်ထားတဲ့ဒီ temple တွေဖះတွေဘာတွေဆိုတာကကြတော့ဒီ architect တွေကဒီဟာငြိမ်းချမ်းအောင်ဘယ်လိုလုပ်ရမလဲဆိုပြီးတော့ဒီတဘာဝပတ်ဝန်းဒီ shoot down ကနေပြီးတော့စောင့်ထားတာဖြစ်တယ်ပေါ့နော်အဲ့ဒါအတွက် menstruation လာတဲ့အချိန်သွားရင်ပူလောင်းကောင်းတယ်ဆိုတာကိုက educate လုပ်သွားရမှာပေါ့နော်တစ်ဖက်မှာလည်းလူကြီးတွေကိုတဖြည်းဖြည်းပေါ့နော်ဒါကိုeducate လုပ်ရမှာပေါ့ story လေးတွေပြောပြဒါကဒီလိုမျိုးဖြစ်တာဒါကဒီလိုမျိုးဖြစ်တာဒီနေရာမှာဆိုဒါ develop ဖြစ်သွားပြီပဲပေါ့နော်ဒါကတော့လူကြီးတွေအပိုင်းပေါ့လူကြီးတွေက advocate လုပ်လိုက်ရင်ရပြီပေါ့နော်လူငယ်တွေဘိုင်းကကြတော့အဲ့လို၃ဘိုင်းပေါ့ social ဘိုင်းရော environmental ဘိုင်းရောဒီ governance ဘိုင်းရောကိုစဉ်းစားပေးပါပေါ့နော်ဒီ economic အပိုင်းရောဒါနဲ့ပတ်သက်ပြီးတော့ဒီဘယ်လိုမျိုး policy develop လုပ်ပြီးတော့ဘယ်လိုမျိုး develop ဖြစ်အောင်လုပ်ရမလဲဆိုတဲ့အပိုင်းတွေပါအကုန်လုံးထည့်ပြီးစဉ်းစားပေးပါပေါ့ဟုတ်ကဲ့ဆိုတော့ဆရာမနေကြီးနဲ့ဆရာထက်နဲ့အတွန်လုပ်လို့ရရတဲ့တူရဲ့ဟုတ်
Okay ဆရာမပြောရတဲ့ဒီမှာဆိုရင်ဒီအသက်အရွယ်ပိုင်းခြား AI ကိုလည်းဒီ advocate ပြန်လုပ်လို့ရတာမျိုးတွေ့ရတယ်ပေါ့နော်ပြီးတော့စဉ်းစားကြည့်တာဒီအသက်အရွယ်ပိုင်းခြားလည်းအပြင်ပေါ့နော်နောက်ထပ်ဘယ်လိုမျိုးရှိသေးလဲဆိုတော့အခုဘယ်လိုပြောလူတော်တော်များများကြတော့မတူညီတဲ့ experience မတူညီတဲ့ background တွေကနေလာကြတဲ့အပေါ်မှာဒီမတူညီတဲ့နည်းလမ်းနဲ့လည်းအာချစ်ကပ်လို့ရမှဆိုပြီးတော့မြင်မိတယ်ပေါ့နော်။ဥပမာဆိုလို့ရှိရင်ဒီ menstrual knowledge ကိုပေးတဲ့အခါမှာဆိုလို့ရှိရင်ကိုကြီးပြင်းလာတဲ့ပတ်ဝန်းကျင်နဲ့လည်းဆိုင်တယ်လေနော်။ဘယ်လိုပတ်ဝန်းကျင်မှာကြီးပြင်းလာလဲဒီလိုမျိုးဒီတိုင်းပညာပေးပြီးထိုင်ပြောရုံနဲ့မရတဲ့လူကြီးပိုင်းတွေဆိုလို့ရှိရင်ဒီလိုမျိုးအမရှိမပြောတဲ့လိုမျိုးထိုင်ပြီးတော့ပညာပေးတာမျိုးမဟုတ်ဘဲနဲ့သူတို့ရဲ့ကြုံတဲ့လိုမျိုးဂျာညှိညက်ပြီးတော့ပညာပေးတာမျိုးပေါ့နော်အဲ့လိုမျိုးနည်းလမ်းတွေကိုတုံးလို့ရတယ်ပြီးတဲ့ခါကျတော့အခုဒီတချို့ဆိုလို့ရှိရင်လည်းဒီအနုပညာ background တွေအနုပညာ experience ကိုpassion ဖြစ်တဲ့လူတွေရှိတယ်ပေါ့နော်အဲ့ဆိုရင်သူတို့အတွက်ကိုဒီ menstruation ဘိုင်းနဲ့ပတ်သက်ပြီးတော့အနုပညာနည်းလမ်းတွေနဲ့ချင်းကပ်ပြီးတော့ပေါ့နော်ဒီအနုပညာကိုစိတ်ဝင်စားတဲ့လူတွေနဲ့စုပေါင်းပြီးတော့ဘယ်လိုမျိုးအနုပညာရသားပြအောင်ပေါ်မလဲပေါ်လွင်အောင်လို့ဘယ်လိုမျိုးဒီအမျိုးသမီးတွေရဲ့အခက်အခဲတွေကိုပေါ်လွင်အောင်ဒီအနုပညာတွေ documentation တွေကနေတဆင့်ဖော်ပြမလဲဆိုတာမျိုးဒါတွေကလည်းလောက်ဆောင်လို့ရမယ့်အချက်တွေလို့မြင်တယ်ပေါ့နော်ပြီးတဲ့ခါကျတော့ဒီစေကျော်တက်တွေအတွက်ဆိုလို့ရှိရင်လည်းကျောင်းတွေကနေတဆင့်ကျောင်းတင်ယူညွှန်းနှန်းတွေမှာဒီ menstrual knowledge တွေကိုထည့်ပေးတာပေါ့နော်ဒီစေကျော်တက်တွေသူတို့ဒီအပြည့်ပေါ်ဝင်တဲ့အချိန်ကနေစပြီးတော့ဒီ menstrual knowledge တွေကိုရပါအောင်လို့ဘာလို့ဆိုလို့ရှိရင်ကိုယ်တွေငယ်တုန်းကဆိုလို့ရှိရင်ဒီ menstrual knowledge ဆိုတာရာဒီလာပြီးတော့မှဘာဖြစ်တာလဲဆိုပြီးတော့အဲ့တော့မှအမေတွေကနည်းနည်းပါးပါးပြောပြလို့သိခဲ့ရတာပေါ့နော်တကယ်ဆိုလို့ရှိရင်ဒီစေကျော်တက်ရွယ်တွေမှာသူတို့ဒီရာဒီလာတဲ့ဆိုတာဘာလဲဘာကြောင့်ဖြစ်တာလဲဒါတွေကတခါတည်းသိရတော့မဲ့သိတင်တဲ့အကြောင်းအရာတွေပေါ့နော်ဒီတော့ရှက်စရာလို့မမြင်ဘဲနဲ့ဒီကြောင်းတင်ယူညွှန်းနှန်းတွေဒါမှမဟုတ်လို့ရှိရင်အပြင် training တွေဒီ NGO တို့ INGO တို့လုပ်တဲ့ training တွေကနေတစ်ဆင့်အသိပညာတွေပေးလို့ရမယ်လို့မြင်မိတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ဆရာရောထပ်ဖြစ်ရောမလားမသိဘူးကျွန်တော်ကထပ်ပြီးဖြည့်စရာတော့မရှိတော့ဒီအပိုင်းကတော့ဆရာမတို့ဆရာတို့ဆိုကျွန်တော်တို့ဆွေးနွေးသွားတာလည်းတော်တော်ဆုံးသွားပြီပေါ့နော်ဒီ educate လုပ်တာနဲ့ဒီ social norms တွေကိုကျွန်တော်တို့ဖျောက်ဖို့နည်းလမ်းတွေဘယ်လိုမျိုးကျွန်တော်တို့ awareness ကိုမြင့်တင်လို့ရမလဲဆိုတဲ့အပိုင်းကကျွန်တော်တို့ဆွေးနွေးတာလည်းတော်တော်လေးဆုံးသွားပြီပေါ့နော်ကျွန်တော်အခုဆရာမနေချီကိုကျွန်တော်မေးခွန်းလေးမေးချင်တာဆိုတာတကယ်တော့ကျွန်တော်မသိလို့ပေါ့နော်ဆရာမပြောရတဲ့အထက်မှာဆရာမကဒီကျွန်တော်တို့အခုခက်ခဲနေတဲ့ဒီ IDP community ထဲမှာဆိုလို့ရှိရင်ဒီအမျိုးသမီးတွေကဒီအခုသူတို့ရဲ့ငကိုအခြေအနေကအစ survival မှုနဲ့အကုန်လုံးပြောင်းလဲသွားလာပြီးပုံမှန်ကိုယ့်ရဲ့နေရက်တွေဆွန့်ခွာပြီးသွားနေရတဲ့အမျိုးသမီးတွေထဲမှာဆိုလို့ရှိရင်ဒီ menstrual ဒီ pad တွေပဲသုံးတဲ့ကိစ္စတော်တော်လေးအခက်အခဲဖြစ်မှာပေါ့နော်ဆိုတော့သူတို့အတွက်ဆိုလို့ရှိရင်ပုံမှန်အသုံးများတဲ့ menstrual normal pad နဲ့ cup နဲ့ဆိုလို့ရှိရင်ဘယ်ဟာသူတို့အတွက်ပိုပြီးအဆင်ပြေနိုင်လဲပေါ့နော်အဲ့နှစ်ခုထဲမှာဆိုရင်ဘာလို့ဖြစ်မလဲပေါ့နော်ဒါပေမဲ့cloth လည်းပါတာပေါ့နော် menstrual cloth ကတော့ဆရာမတို့ဆောင်းတာပြောသွားတဲ့မှာလည်းပါတယ်ဒီတစ်ဖွဲ့ဆိုလို့ရှိရင်သူကလည်းသူတို့ပြုတ်ပြီးသုံးနေရလေးလည်းရှိရပေါ့နော်ဒါပေမဲ့အဲ့ဒါလည်းကျွန်တော်အမြင်ကတော့ဆရာမတို့လည်းဆွေးနွေးတာပဲသူကကြတော့လောလောဆယ်ကလုံးဝဘယ်ပြောလဲcomfortable ဖြစ်မှုမှာအသုံးပြုရတဲ့ခါမှာ comfortable ဖြစ်မှုတော့သူတို့တင်မလားအဲ့ဒါလေးကနည်းနည်းကျွန်တော်တို့အားနည်းနေသေးရောဆိုအဲ့ဒါလေးကိုလည်းပြန်ဖြည့်ဖို့လိုအောင်မယ်ဆိုအပိုင်းလေးရှိရပါတော့ဆိုတော့အဓိကကျတော့ကျွန်တော်အမြင်ကဒီနှစ်ပိုင်းပေါ့နော်မြို့ပေါ် urban လူတွေတော်တော်များများတော့လက်ရှိမှာသူတို့ pad နဲ့အရန်အကျုံးဝင်နေဖြစ်တဲ့အတွက်ကျွန်တော်အဲ့ချိန်မှာကျွန်တော်ဒါဒီ cap နဲ့ဒီတင်မလား cloth လေးသုံးဖို့တော့ကျွန်တော်တို့သွားလို့ဖြစ်မှာပေါ့နော်ဒီrural မှာနေတဲ့ဒီပြီးရင်အခုဒီစစ်ဘေးကိစ္စတွေနဲ့တင်မလားအကြောင်းမျိုးမျိုးကြောင့်နေရက်ကနေဆွန့်ခွာပြီးရှောင်ပြေးနေရတဲ့အမျိုးသမီးတွေရဲ့နောက်တစ်ပိုင်းကကြတော့ဆွန့်ခွာဆိုတဲ့နေရာမှာကျွန်တော်ကိုယ်နိုင်ငံတွင်းမှာပဲဆွန့်ခွာတဲ့တစ်ပိုင်းရှိသလိုတချို့တွေကြတော့လည်းအခုဒီဘက်နေဆက်ကနေကျွန်တော်တခြားနိုင်ငံကိုထွက်လာကြတဲ့အမျိုးသမီးတွေပေါ့နော်အခုဆိုရင်ကျွန်တော်တို့ကဒီထိုင်းနယ်စပ်ဘက်ကနေထိုင်းဘက်ကိုကူးလာတယ်ဆိုလို့ရှိရင်လူကအများကြီးပေါ့နော်မြန်မာတွေဆိုလို့ရှိရင်ကူးလာကြအများကြီးပဲကူးလာတဲ့အထက်မှာဆိုလို့ရှိရင်ကပြောမယ်ဆိုလို့ရှိရင်ဒီဘက်မှာရောက်လာတဲ့အခါမှာသူများနိုင်ငံလည်းဖြစ်တယ် financially ကလည်းအရန်ကိုရုန်းကန်နေရတဲ့လူစုကလည်းများတာပေါ့နော်ဆိုတော့အဲ့လိုဟာမျိုးမှာဆိုလို့ရှိရင်သူတို့အတွက်ပိုပြီး affordable ဖြစ်ပြီးတော့ရေရှည်လည်းသုံးလို့ရမယ့်ဟာမျိုးဆိုရှင်ဘယ်ဟာမျိုးလေးက option ဖြစ်မလဲပေါ့နော်ဆရာမအဲ့ဒါလေးတစ်ချက်ဆွေးနွေးပေးပါအောင်ဆရာမတော့ဒါမေးတာပါတစ်ချက်ပါဟုတ်ကဲ့ပါဟုတ်တယ်အခုလက်ရှိရကြတော့ဒီဘာပြဿနာဖြစ်နေတာလဲဆိုတော့ဒီစစ်ပေးရှောင်းအမျိုးသမီးတွေပြီးတဲ့ခါကျတော့အဝေးဒီလိုမျိုး rural areas မှာရှိနေတဲ့လူတွေပေါ့နော်ဒီလိုမျိုးအမျိုးသမီးတွေအတွက်ဆိုလို့ရှိရင်သူတို့ကဒီ menstrual pass ကခုနကကျတော့သူတို့အမြဲတမ်းသုံးနေတဲ့ option ဖြစ်တော့ဒါကတော့သုံးနေကြ
မခက်ခဲဘူးเนาะသူတို့တုံးရတာလေတခုခက်ခဲတာကြတော့ဒီဝယ်ယူဖို့ခက်ခဲတာသူတို့စိတ်ကိုရောက်ရှိဖို့ခက်ခဲတာဒလုံးလုံးမရရှိတာအဲ့ဒီပြဿနာရှိနေတယ်ဒါပေမဲ့ master caps ကအဖြေဟုတ်ရလားဆိုတော့လေအရန်ကြီးတော့လေမပြောနိုင်ဘူးเนาะဘာလို့ဆိုလို့ရှိရင်ဒီ master caps ကိုတုံးမယ်ဆိုလို့ရှိရင်ကြတော့တခုကသူတို့ရဲ့ဈေးနှုန်းကကြတော့တောင်းခဏကျော်ရှိနေတာတခုရေရှည်တော့အသုံးပြုရတာမှန်တယ်ဒါပေမဲ့တုံးတဲ့အခါမှာဆိုလို့ရှိရင်တန့်ရှင်တော့ရေရရလားဒီလိုမျိုးနေဆက်ဒေတာတွေမှာနေရတဲ့အခါမှာဒီရည်တန်းရရှိဖို့အတွက်ခက်ခဲတဲ့အခြေအနေဖြစ်တယ်ပေါ့နော်ဒီလိုမျိုးခက်ရည်တန်းတန့်ရှင်တဲ့ရည်မရတဲ့အခါမှာဆိုလို့ရှိရင်သူတို့ရဲ့ sanitation ဘိုင်းမှာပြဿနာတွေဖြစ်နိုင်တယ်ပြီးတော့တေချာပိုးမတက်ပဲနဲ့နောက်တစ်ခါပြန်သုံးမယ်ဆိုလို့ရှိရင်အခက်ခဲတွေ့နိုင်တယ်ပေါ့နော်အဲ့လိုမျိုးတွေရှိတယ်ပြီးတော့ကိုယ်တိုင်ချုပ်ဖို့တဲ့အဝတ်တွေပေါ့နော်တချို့ဒေတာတွေမှာဆိုလို့ရှိရင်ဒီအရက်ဘတ်ဖွဲ့စည်းတွေရဲ့အကူအညီနဲ့ဒီလိုမျိုးပတ်တွေကိုကိုယ်တိုင်ချုပ်လုပ်ပြီးတော့တုံးပြနေတာတွေရှိတယ်ပေါ့နော်ဒါကလည်းကိုမီကိုဟန်နေတော့အဆင်ပြေတယ်ဒါပေမဲ့ပြန်လဲပြီးတော့ shop ဖွင့်ရတဲ့အခါမှာတေချာလေး shop ဖွင့်နိုင်ဖို့တော့အရေးကြီးတယ်ပေါ့နော်တကယ်လို့အဲ့လိုမျိုးတာမရှိဘူးပြီးတော့စေဝါတွေကလည်းလက်မမီနိုင်ဘူးဆိုလို့ရှိရင်ဒါကျမကြီးပြဿနာတွေနောက်ပိုးဝင်တာတို့ပါတို့ဒီလိုမျိုးပြဿနာတွေဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဘယ်အရာကပို့ပြီးတော့အဆင်ပြေနိုင်လဲဆိုတာကတော့ဒီတခြားဟာထားပေါ့နော်ကျမကြီးဘက်ရှူတာကနေကြည့်မယ်ဆိုလို့ရှိရင်ဒီခုနောက်အတုံးပြတာကတော့သူတို့တော့ပို့ပြီးတော့လည်းလွယ်ကူတယ်ပြီးတော့ဒီလိုမျိုးအခြေအနေမှာအရက်ဘက်ဖွဲ့စည်းတွေအပြင်အဖွဲ့စည်းတွေကနေတွားရောက်ပြီးတော့အသိပညာတွေပေးဖို့အခုအချိန်မှာအစားအနှီးပြန်စားဖို့ဆိုတာကခက်ခဲနေနေတဲ့အခြေအနေပေါ့နော်ဘာလို့ဆိုသူတို့ကိုယ်တိုင်လည်းရွှေ့ပြောင်းနေရတဲ့အခြေအနေတွေဆိုတော့ဒီတော့လှုပ်လို့ရတာတခုကကြတော့လက်မမီတဲ့ data တွေကိုဒီ urban data ကနေပြီးတော့ဘယ်လောက်ထိထောက်ဖို့တွေလုပ်နိုင်မလဲဘယ်လောက်ထိကူညီပေးနိုင်မလဲပြီးတော့ဒီနိုင်ငံတကာအဖွဲ့အစည်းတွေပေါ့နော်ဒီမြန်မာနိုင်ငံကို funding ပေးနေတဲ့အဖွဲ့အစည်းတွေ US တို့UN တို့လိုအဖွဲ့အစည်းတွေကနေပြီးတော့ထောက်ပံ့မှုတွေလည်းပို့ပြီးတော့လုပ်နိုင်မယ်ဆိုလို့ရှိရင်သူတို့အတွက်ကိုအများကြီးအထောက်အကူပြုပေးနိုင်မယ်လို့ထင်မြင်မိတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ပါမိကုန်းလေးမရှိတော့ဘူးထင်တယ်ပေါ့နော်ဒီမှာလက်ထောင်တာလည်းမရှိတော့ဘူးဆိုတော့ဟုတ်ကဲ့အဲ့ဆိုလို့ရှိရင်ဒီနေ့ရဲ့ပွဲလေးကိုဒီမှာအဆုံးတက်ရထောင်လိုက်တယ်မတယောက်လက်ထောင်လိုက်ဟုတ်ကဲ့ဟုတ်မဝင်ရဆိုဟုတ်ကဲ့မနစ်ချီကိုထက်ခိုင်မိုင်နဲ့မရွှေမင်္ဂလာပါမေကွန်လေးရဲ့လို့တော့မဟုတ်ဘူးပေါ့နော်အမတို့စကဝိုင်းလေးနားထောင်ရင်းနဲ့ဗာလေးတွေးမိလဲဆိုရင်ကျမတို့ဆိုရင်ဒီအခုဆိုရင်အလုပ်လုပ်နေတဲ့အမျိုးသမီးတွေပေါ့မျိုးသမီးမှာဆိုရင်လည်းပေါ့environmental နဲ့တွားပြီးတော့ဒီ menstrual နဲ့ပတ်သက်ပြီးတော့ဆက်မယ်ဆိုရင်လည်းရုံးနေမှာဆိုရင်ကျမတို့ရုံးနေမှာဆိုရင်လည်းသူက pack လေးပဲထားပေးရပေါ့နော်အမျိုးသမီး lecturing လေးဗာလေးထိုင်မှာဆိုရင်အဲ့တော့ကျမတို့ဆိုရင်ကျမတငယ်ချင်းတွေပါရင်လည်းဆိုရင်လေလိုမျိုးစကားပြောမှုတယ်အဲ့ဒီ pet လေးတွေကိုသုံးမဲ့စား cat လေးကိုသုံးကြည့်ကြမလားပေါ့နော်အဲ့ဒီမှာကျမတို့ရဲ့ကို barrier ဘာဖြစ်နေရလဲဆိုတော့လေကိုမှ knowledge လေးလည်းရှိတယ် awareness လေးလည်းရှိတယ်ဒါပေမဲ့စပြီးသုံးဖို့အတွက်ကြတော့လေအဲ့ဒီမှာတော့တစ်ခုရှိနေရပါတော့နော်အဲ့ဟာကြတော့တော့တစ်ခုရှိနေရပြီးနောက်တစ်ခုဝယ်တဲ့အခါမှာဆိုရင်ကျမတို့ကပေါ့ဈေးကွက်ထဲမှာသွားကြည့်လိုက်ပေါ့နော်ရက်ကွက်ထဲကဆိုင်နေနေစူပါမားကတ်ဖြစ်ဖြစ်ဘာဖြစ်အမှသွားကြည့်လိုက်တဲ့အခါမှာမျိုးသမီးလစဉ်သုံးနဲ့ပတ်သက်တယ်ဆိုရင်ဒါအထုပ်တွေကိုပဲကျမတို့ကတွေးရတာများတော့ကျမတို့မှာကြတော့လိုမျိုးပေါ့ဒါလေးကိုသုံးချင်တယ်ဆိုရဲစိတ်ရှိရဲဆိုရင်တော့တကူတက online ကနေလိုက်ရှာပြီးဝယ်ရမယ့်အနေအထားမျိုးလေးဖြစ်တာပေါ့နော်အဲ့မျိုးဆိုတော့အဲ့လေးကလေသုံးတဲ့သုံးဖို့သုံးကြည့်အောင်မယ်ဆိုတဲ့ဟာနဲ့တင်ဒီ action ကြီးကယူမလာပဲနဲ့ဒီတိုင်းအဲ့လိုမျိုးကြီးဖြစ်နေရပါတော့ကျမဟုတ်လို့ discussion တော့မဟုတ်ပါဘူး share လေးပဲလုပ်ပေးရအဲ့ကျမရဲ့အတွေ့အကြုံလေးကိုပါလို့ဟုတ်ကျေးဇူးပါမတို့အားလုံးဟုတ်ကဲ့ပါမမျှဝေပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဟုတ်တယ်တော်တော်များများကအဲ့ဒါတခုပဲရပေါ့နော်ညီမတို့ဒီdiscussion တွေလုပ်တဲ့အခါမှာမေးမြန်းကြည့်တဲ့အခါ research လုပ်တော့မေးမြန်းကြည့်တဲ့အခါမှာလည်းတော်တော်များများကအဲ့ဒီပြဿနာပေါ့နော်သူတို့ကဒီလိုမျိုးကာချာကြောက်လည်းမဟုတ်ဘူးမတုံးချင်လို့လည်းမဟုတ်ဘူးတုံးချင်တယ်ဒါပေမဲ့အတုံးပြုဖို့တော့ပထမဆုံးအချိန်ကိုမရေနေတာပေါ့နော်တုံးဖို့အတွက်ပြီးတော့ဒီလိုမျိုးနေပါတော့မပြောနဲ့အောင်ဒီရန်ကုန်လိုနေရာမျိုးတွေမှာpass cap တို့ menstrual days တို့ဆိုတာကလွယ်လွယ်ကူကူဝယ်လို့မရတဲ့အခြေအနေမျိုးဖြစ်တယ်ပေါ့နော်ဒီ period padding တို့လိုမျိုးတောင်မှတွေ့ရအောင်ပေါ့နော်ဒီလိုမျိုး cap တို့ဘာတို့ကဒီ
တကယ်လောက်တဲ့ company တွေကနေတစ်စင်ဝယ်ပြီးမှပဲရရှိနိုင်တဲ့အနေအထားဆိုတော့အဲ့ဒါတွေကလည်းဒီလက်လက်မမီနိုင်တဲ့စိန်ခေါ်မှုတွေကတစ်ချက်လို့လည်းပြောလို့ရတယ်ပေါ့နော်ဟုတ်မှာ sharing လုပ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ဟုတ်ကဲ့ပါအဲ့ဆိုဒီနေ့ရဲ့ခေါင်းစဉ်ပေါ့နော် period poverty ကို period poverty ရဲ့အသေးပဲဖွင့်ဆိုချက်လေးနဲ့မြန်မာနိုင်ငံမှာဘယ်လိုမျိုးအခြေအနေတွေကြုံတွေ့နေရလဲဆိုတာကိုဆွေးနွေးခဲ့ပြီးတော့ဒီဆီယမရှိမှနဲ့တူတူmaster waste တွေရဲ့ဒီ environmental တက်ရောက်နိုင်တဲ့တက်ရောက်မှုတွေရဲ့ပြီးတော့ဘယ်လိုမျိုးenvironmental impact ကိုလျှော့ချနိုင်မလဲဆိုတဲ့solution တွေကိုအတူတူဆွေးနွေးခဲ့တာပဲဖြစ်ပါတယ်ပေါ့နော်ဒါအပြင်ကိုဒီ public health sector ကနေပြီးတော့လည်းဒီကျမကြီးစက်တာတွေရဲ့ပါဝင်မှုကဘယ်လောက်ထိအရေးကြီးတယ်ဆိုတာကိုလည်းဆရာတက်တာများနေပြီးတော့ပါဝင်ပြီးတော့ဆွေးနွေးပေးတာပဲဖြစ်ပါတယ်ဟုတ်ကဲ့အဲ့ဆိုရင်ဒီနေ့ဆွေးနွေးပွဲလေးတက်ရောက်ပြီးကြတဲ့တူတက်ရောက်ခြင်းစီနဲ့ပါဝင်ပေးတဲ့ဆရာမရှိမှာပေါ့အများကြီးကျေးဇူးတင်ပါတယ်လို့ပြောရင်းနဲ့ဒီနေ့ပွဲလေးကိုနှိကုံချုပ်ပေးရစေဟုတ်ကဲ့ဟုတ်ကဲ့ကျွန်မလည်းကျေးဇူးတင်ပါတယ်ဝင်မိတာလေးနဲ့ပတ်သက်ပြီးဆွေးနွေးရတဲ့အတွက်ကြောင့်ပေါ့နော်ဟုတ်ကျေးဇူးပါကျေးဇူးပါကျေးဇူးတင်ပါတယ်ဟုတ်